Okay ဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့ Career Catalyst Podcast ရဲ့ Season 1 Episode 2ကိုလာ join ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမတို့ဒီနေ့မှာအမကရမုံကိုဖိတ်ခေါ်ပြီးတော့ကနေဒါမှာဒီအလုပ်တွေရှာခြင်းတယ်ဆိုရင်ဘာတွေပြင်ဆင်ထားဖို့လို့တလဲပြီးတော့ရင်ဒီမြန်မာပြည်ကနေပေါ့မသွားခင်မှာဘာတွေအမတို့ကြိုပြီးတော့တည်ထားဖို့လို့တလဲပြီးရင်အလုပ်ဒီ market ပေါ့နော်ကနေဒါအလုပ် market မှာဘာတွေရှိလဲပြီးရင်ကျောင်းတက်ချင်တဲ့သူတွေလည်းဒီမှာရှိမယ်ပေါ့နော်အဲ့တော့ရမုံရဲ့အတွေ့အကြုံကနေကျောင်းတက်ဖို့စီစဉ်နေတယ်ဆိုရင်လည်းဘယ်လိုမျိုးတွေပြင်ဆင်ထားဖို့လို့တလဲပြီးသွားရင်အမတို့တည်သလောက်ဒီကနေဒါမှာရှိတဲ့ဒီ immigration နဲ့ပတ်သက်တဲ့ visa တွေ process တွေပေါ့အမတို့ဒီမှာ share ပေးသွားမယ်ပေါ့နော်အဲ့တော့အမတို့ပြောနေတဲ့အချိန်မှာလည်းမေးချင်တဲ့မေးခွန်းတွေရှိတယ်ဆိုရင်ဒီ chat box ကနေအမတို့စာရိုက်ပြီးတော့မေးလို့ရပါတယ်ပြီးရင် question and answer အချိန်ကြရင်အမတို့အဲ့မေးခွန်းတွေအကုန်လုံးကိုဖြေပေးပါမယ်နော်အဲ့တော့အရင်ဆုံးအမတို့မိတ်ဆက်ချင်ပါတယ်ဒီနေ့ session လေးမှာလာတက်တဲ့သူတွေမှာအမနဲ့ရမုံကိုတည်တဲ့သူလည်းရှိမယ်မတည်သေးတဲ့သူတွေလည်းရှိမယ်ပေါ့နော်အဲ့တော့အမကအရင်ဆုံးအမအကြောင်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်အမ screen လေး share ထားတယ်ပေါ့နော်အဲ့တော့အမနာမည်ကတော့ Laura Cho ပါအမကတော့ဒီ Career Catalyst Podcast ရဲ့ host တစ်ယောက်ဖြစ်ပါတယ်အဲ့တော့အမကတော့ဒီ HR မှာလုပ်လာတာ16နှစ်အခုဆိုရင်သက်တမ်းရှိပြီပေါ့နော်မြန်မာပြည်မှာလည်းလုပ်ခဲ့တယ်ဟောင်ကောင်မှာလည်းလုပ်ခဲ့တယ်ကမ္ဘောဒီးယားတို့လာအိုတို့မှာလည်းဒီ regional role တွေမှာအမကလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အခုဒီ HR မှာဆိုရင်အမကဒီ leadership position မှာလုပ်လာတာ12နှစ်လောက်ရှိပြီပေါ့နော်MNC company တွေ Prudential တို့ Jardine Schindler တို့ AA Corporation တို့ဆိုရဲ MNC company တွေမှာအမလုပ်ခဲ့တယ်ပေါ့နော်ဒါကတော့အမရဲ့ corporate life ပေါ့တစ်ဖက်ကကြတော့အမက executive coach အနေနဲ့ဒီ corporate မှာရှိတဲ့ high achieving professional တွေရဲ့ဒီ career တွေ leadership တွေ communication တွေ personal branding တွေပို့ပြီးကောင်းမွန်လာအောင်သူတို့အတွက်ကို coaching လုပ်ပေးတယ်ပေါ့နော်အမကဒီ sharing လုပ်ရတာကိုအရင် passionate ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ HR leadership career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမြန်မာစင်ကာပူ ထိုင်းကမ္ဘောဒီးယားဟောင်ကောင်အဲ့လိုနိုင်ငံတော်တော်များများမှာအမကဒီလို virtually ပဲဖြစ်ဖြစ်ဒီ physically ပဲဖြစ်ဖြစ်အဲ့လိုမျိုးပွဲတွေမှာပြောခဲ့တယ်ပေါ့နော်အဲ့တော့coaching လုပ်တဲ့အခါကျရင်အမကိုမေးတယ် executive coaching ကဘာတွေလုပ်တာလဲပေါ့နော်အဲ့တော့အမကအဓိကဘာတွေလုပ်ပေးလဲဆိုရင်ဒီ executive ဆိုတာကmanager and attack ကလူတွေအတွက်အဓိကလုပ်ပေးတယ်ပေါ့နော်သူတို့ရဲ့ဒီ executive presence ကိုလုပ်ငန်းခွင်မှာဘယ်လိုမျိုးမြင်စေချင်တာလဲကိုရာထူးတွေတိုးဖို့အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားတဲ့လဲဒါမျိုးတွေလုပ်ပေးတယ် leadership development အတွက်လုပ်ပေးတယ် communication skill တွေအတွက်လုပ်ပေးတယ် personal branding လုပ်ပေးတယ်တစ်ဖက်ကကြတော့ career နဲ့ပတ်သက်ပြီးတော့ဒီမှာအလုပ်ရှာတဲ့အခါမှာcareer အတွက်ဘာတွေပြင်ဆင်ထားဖို့လို့လဲ interview အတွက်ဘယ်လိုပြင်ဆင်မလဲ LinkedIn ကိုဘယ်လိုမျိုးကိုအလုပ်ခေါ်တဲ့သူတွေကလာပြီးတော့ကိုအလုပ် opportunity တွေကမ်းလှမ်းလာအောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုအမက coaching အဓိကလုပ်ပေးတယ်ပေါ့နော်ဆိုတော့ဒါကတော့အမရဲ့အကြောင်းလေးပါအဲ့တော့ဒီနေ့အမတို့ကိုလာပြီးတော့ share ပေးတဲ့အချိန်ပေးတဲ့ရမုံကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အရင်ဆုံးအမရမုံရဲ့အကြောင်းလေးကို mix up ပေးဖို့အတွက်ရမုံကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်အမဒီနေ့ညီမကိုဖိတ်ခေါ်ပေးရတာလည်းကျေးဇူးအများကြီးတင်ပါတယ်လာပြီးတော့နားဆင်ပေးရဲ့ဒီအကိုတွေမတွေရောညီမတွေရောမောင်လေးရောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ရမုံကဒီကနေဒါကိုမလာခင်ကပေါ့နော်ရမုံမှာဒီ experience အနေနဲ့ဆိုလို့ရှိရင်ဒီ recruitment နဲ့ HR ဘိုင်းနဲ့ဆိုရင်စုစုပေါင်းဒီ9နှစ်ကျော်ပေါ့နော်9နှစ်ကျော်10နှစ်နီးပါး experience ရှိခဲ့တယ်ပြီးတော့ရမုံကတော့ကျောင်းတော့ကတော့ဒီ business management ပဲတက်ခဲ့ရပေါ့နော်ဒီကို2020 December မှာ master program နဲ့ဒီဘက်ကိုလာဖြစ်ပါတယ်ရမုံအခုနေနေရတော့ Vancouver British Columbia ပေါ့နော် Canada မှာတော့13 province ရှိအဲ့ဒီမှာရမုံဒီ Vancouver British Columbia မှာရမုံအခုလောလောဆယ် work permit နဲ့အလုပ်လုပ်နေပါတယ် HR field မှာပဲဟုတ်ကျေးဇူးပါရမုံအဲ့တော့လေအရင်ဆုံးအမမေးချင်တာအမတို့ကရမုံခနေတာမသွားခင်ကလည်းအလုပ်တူတူလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီချိန်တုန်းကရမုံကနိုင်ငံခြားကိုသွားချင်တယ်ဆိုပြီးရမုံအမြဲပြောတယ်ညီမကတော့နိုင်ငံခြားမှာအလုပ်တွေ့ကြုံနေရချင်တယ်ဆိုပြီးပြောခဲ့တယ်ပေါ့အဲ့လိုပြင်ဆင်နေတဲ့အချိန်မှာပေါ့နော်ကနေဒါကိုရမုံကဘာကြောင့်ရွေးဖို့ဆုံးဖြတ်ခဲ့တာလဲဟုတ်ကဲ့အမရမုံကနိုင်ငံခြားသွားချင်တဲ့အဓိကအကြောင်းရင်းရပါတော့ဒီအလုပ်လုပ်ချင်တာရောကျောင်းတက်ချင်တာရောအပြင်ကိုညီမဒီ settle ချချင်တဲ့အထိစဉ်းစားခဲ့တာပေါ့နော်အဲ့လိုစဉ်းစားတဲ့အချိန်မှာဆိုလို့ရှိရင်ရမုံစဉ်းစားခဲ့တဲ့နိုင်ငံတွေထဲမှာ
ရမောကြဝေးသွားကြတာပေါ့အဲ့တုန်းနဲ့လေဆိုတော့ရမောစဉ်းစားတဲ့နိုင်ငံတွေထဲမှာဒီအမေရိကပါတယ်ပြီးတော့ဒီကနေဒါပါတယ်ပေါ့အဲ့နိုင်ငံနှစ်ခုကရမောအတွက်ကိုအဓိကပြီးတော့ Australia ပေါ့သုံးနိုင်ငံကိုရမောစဉ်းစားရတယ်ဒါပေမဲ့ရမောကနေဒါကိုရွေးချယ်လိုက်တဲ့အကြောင်းရင်းတော့နံပါတ်1ချက် PR ရဖို့လမ်းကြောင်းအနေနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့သူကstrong ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့အချိန်တုန်းက2022ကပေါ့နော်ပြီးတော့နောက်တစ်ခုအခုဒီ finance အနေနဲ့ဆိုလို့ရှိရင်လည်းရမုံတက်ချင်တဲ့ဒီကျောင်းရဲ့ကိုယ့်ရဲ့ budget အနေနဲ့ဆိုလို့ရှိရင်ညီမဒီဘက်ဒီကနေဒါဘက်ကိုညီမပို့ပြီးတော့အဲ့အချိန်မှာ affordable ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့ဒီ culture အနေနဲ့ဆိုလို့ရှိရင်လည်းရမုံအရှိမသွားခဲ့တဲ့ရမုံရဲ့ senior တွေအနေနဲ့ရောပြီးတော့တခြားကိုသိရတဲ့တခြားတငယ်ချင်းတွေအနေနဲ့ရောသူတို့ပြောတဲ့အရာရရမုံလေးလာတဲ့အရာရဆိုလို့ရှိရင် culture shock တအားမဖြစ်တော့ဘူးလို့ထင်တာရယ်ပြီးတော့ weather အနေနဲ့လည်းဒီ Vancouver တော့ weather ကောင်းတယ်ပေါ့နော်အဲ့ဒီချက်တွေကြောင့်မို့ရမုံဒီ Vancouver British Columbia ကိုရမုံရွေးချယ်ခဲ့တာဖြစ်ပါတယ်မှာရမုံပြောသွားတဲ့အထဲမှာတခုစိတ်ဝင်စားဖို့ကောင်းတာကနိုင်ငံသားသွားရင်အမားတို့အနေနဲ့အများ culture shock ဖြစ်ကြရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အထူးသဖြင့်ပထမဦးဆုံးချိန်ဒီမှာဆိုလဲလာနားထောင်တဲ့သူတွေမှာအခုမှနိုင်ငံသားစသွားမဲ့သူတွေရှိတယ်ပေါ့နော်။အဲ့တော့ရမုံဆိုရင်ဒါမသွားခင်တည်းကကြိုပြီးတော့ဘယ်လို culture shock တွေတခြားပြင်ဆင်ရတဲ့အပြင်ဘယ်လို culture shock တွေရှိနိုင်လဲဘာတွေပြင်ဆင်ရမလဲဆိုတဲ့ဟာကိုလည်းစဉ်းစားခဲ့တယ်ပေါ့နော်။အဲ့တော့ရမုံတကယ်ရောက်သွားတဲ့ချိန်မှာရောအဓိက culture နဲ့ပတ်သက်ပြီးတော့ဘာကြုံရလဲပေါ့နော်ရမုံ culture shock လေအမှန်တိုင်းပြောရရင်မဖြစ်ခဲ့ဘူးဒီလာဒီမှာလေတော်တော်လေးဘာမှသိပြီးတော့တကယ်လို့နိုင်ငံခြားခီးရိုက်သွားခဲ့သူဆိုလို့ရှိရင်ညီမစိတ်ထဲမှာသိပြီးတော့ကြွားမယ်လို့မထင်ဘူးဒါပေမဲ့ဘာဒုက္ခရောက်လဲဆိုရင်လေအစားအစာဒီလားညီမအစားအစာကြိုက်တယ်ဆိုတော့လေဒီရောက်တဲ့ခါမှာအဲ့ shock ကတော့အဲ့တစ်ခုဖြစ်တယ်ပေါ့နော်အစားအစာတွေကအရသာအစား taste ကမတူတော့ဘူးအဲ့တစ်ခုဖြစ်တာရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ဘာရှိမလဲဆိုလို့ရှိရင်ဒီကသူတွေကညဘက်တွေဆိုလို့ရှိရင်အပြင်သိမ့်မထွက်ကြဘူးပေါ့နော်ပို့ပြီးတော့ family lifestyle နဲ့ပြီးတော့ရှင်အလုပ်ချိန်ပို့ရှင်သူတို့အဲ့လိုမျိုးခြေဆုပ်တာမျိုးဆိုသိမ့်မကြိုက်ဘူးပေါ့အဲ့လိုမျိုး culture shock ပြီးတော့နည်းနည်းတော့ဖြစ်တာပေါ့နော်ဒီ Asia မှာလို့ဒီမှာလည်းနည်းနည်းကွာတာရှိတယ်ပြီးတော့နောက်တစ်ခုပေါ့နော်ရောက်ချင်းချိန်မှာတော့ခုန weather ပေါ့ဒါပေမဲ့ညီမကကျတော့ Vancouver လာဖြစ်တဲ့ကြောင့်မလို့ဒါကတော့တိတ်ပြီးတော့ weather ကတော့တိတ်ပြီးတော့ကိုယ်တော့ဒုက္ခတော့မပေးဘူးပေါ့နော်တခြားနိုင်ငံတခြား province ဆိုရင်တော့ပို့ပြီးတော့စိုးမယ်ထင်တယ်ပြီးရင်နောက်တစ်ခုကတော့ဒီခုန culture shock ထဲမှာတော့ကိုထင်တာက Vancouver British Columbia Canada ပေါ့ကိုလာရဲဆိုလို့ရှိရင်တိတ်ပြီးတော့အဲ့လိုမျိုးခုနပြော scammer တွေပဲမရှိလာဘူးပေါ့နော်ဒါပေမဲ့ဒီမှာ scammer တအားများတယ်ဆိုတော့အဲ့ဒါလည်းကိုအတွက် shock ဖြစ်ခဲ့ရပေါ့နော်ဒါတွေကိုကိုကြိုပြီးတော့ဒီလိုအတွက်ဖြစ်ခဲ့ရတယ်ရောရှိရပေါ့အဲ့တော့လေ scammer ဆိုတဲ့နေရာမှာလေအမလည်းအခုကြားနေရတာပေါ့နော်ရှေ့တစ် session မှာလည်းအမတို့ပြောခဲ့တဲ့အခါမှာစင်ကာပူမှာဆိုလဲဒီအလုပ်လျှောက်တဲ့လူတွေကို target ထားပြီး scam လုပ်တဲ့လူတွေအများကြီးပဲပေါ့နော်အဲ့တော့ကနေဒါမှာဆိုရင်ရောရမုံခုနပြောသလို scam တွေကဘယ်လိုပုံစံမျိုးနဲ့လုပ်လို့ရှိလဲပေါ့နော်ဘာလို့ဒီမှာပထမဆုံးသွားတဲ့သူတွေဆိုရင်မြန်မာပြည်မှာကြာအဲ့လိုမျိုးသိမရှိဘူးမကြုံရဘူးလေအဲ့တော့ကိုကလည်းနိုင်ငံခြားရောက်တဲ့ချိန်မှာအရန်လည်းအလုပ်လိုချင်နေပြီအဲ့ချိန်မှာ target ကိုထားပြီးတော့လုပ်တဲ့သူတွေရှိမှာပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့သူတို့အဓိကလုပ်နေရှိလဲအဓိကကလေထားပါတော့ညီမတို့ဘလို့ပုံစံနဲ့သူတို့ information တွေရပါလဲဆိုတော့အတိအကျမပြောနိုင်ဘူးပေါ့နော်နီးမျိုးစုံနဲ့ထင်နိုင်ဒါပေမဲ့ညီမတို့တစ်ခုခုမှဒီ mall တွေပဲသွားရနေမယ်ဖြစ်ဖြစ်တစ်ခုခုအတွက်ကြောင့် register လုပ်လိုက်တဲ့ခါမျိုးဆိုလို့ရှိရင်ညီမထင်တယ်သူတို့ information တွေပါရတယ်ဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုမျိုးလုပ်တယ်လဲဆိုလို့ရှိရင်သူတို့ကညီမတို့ဆိုရင် WhatsApp ကနေပြီးတော့ message ခဏခဏပို့တယ်ဒီလို့ရှိတယ်စိတ်ဝင်စားလားဆိုရင်အဲ့လိုစာရှည်ကြီးပေါ့နော်ရေးပြီးပို့တယ်ပြီးတော့မဖြစ်နိုင်တဲ့အဲ့လိုပြောရပေါ့နော်ထားပါတော့ minimum wage ကဒီမှာဆိုရင်1740ပေါ့ဒါ per hour minimum wage ရတယ်ဒါပေမဲ့သူတို့ကပြောမယ်တနာရီကို$35ရမယ်တနာရီကို$40ရမယ်လို့ပြောတယ်ပြီးအဲ့လိုဆိုရင်လူတွေကမှတ်တာပေါ့နော်မှတ်တော့လုပ်ချင်ကြောင်းသားရလေနော်အဲ့လိုမျိုးဆိုတို့ဘက်ကနေပြီးတော့ညီမတို့မှာပထမဆုံးအလုပ်လုပ်မယ်ဆိုရှောက်ရတာ SIN number ဆိုတာရှိတယ်ဒီ social SIN number ရညီမfor မေးသွားလို့ဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင် तू ကဘယ်လိုလဲဆိုကိုရီးယားမှတ်ပုံတင်လို့ပဲအဲ့ဒါကိုပေးလိုက်ပြီးဆိုတာနဲ့ကိုယ့်အတွက်ကဒါလုံးဝပြောရလို့ရှိရင်ဒါ security ကိစ္စဒါဒုက္ခရောက်နိုင်တယ်ပေါ့နော်ဆိုတော့ SIN number ဆိုတာဘယ်သူ့မှမပေးရဘူးအလုပ်ရှင်နောက်ဆုံးအလုပ်ခန့်ပြီးပေးကြမှပေးရတဲ့အရာကိုပြောတာဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒါကိုတောင်းလိုက်မယ်SIN number ပေးရမယ်ပြီးတော့လို့ရှိရင်ဒါပေးရမယ်ဆိုလို့ရှိရင်ကိုကကြတော့ new ခန့်မှာဖြစ်တဲ့တရားမသိဘူးအကုန်ပေးလိုက်တယ်ကိုယ့်ရဲ့ bank နဲ့ပြီးတော့ပတ်စံထုတ်သွားမျိုးပဲသူလုပ်လို့ရတယ်သူအဲ့နံပါတ်နဲ့တော့မှပဲအဲ့လိုမျိုးကိုယ့်ဘဏ်အကောင့်တွေဝင်ပြီးအကုန်လုပ်လို့ရတာပေါ့အဲ့နံပါတ်တစ်ခုတော့မဟုတ်ပါဘူးသူတို့တခြား information တောင်းလိုက်မယ်ဒါပေမဲ့အဲ့ဒါတော့အဓိက
ကြီးဆုံးပဲမှာဟုတ် အဲ့တော့ဥမာထားပါတော့ကိုကလူသစ်ဆိုရင်တတိထားမှာဒီလိုမျိုးဘယ်လိုပြောမလဲမက်လုံးပေးပြီးလာခေါ်တဲ့အလုပ်တွေဆိုရင်ကိုကို information တွေကိုဘာမှမစီစစ်ပဲပေးလိုက်တဲ့ဟာမျိုးမဖြစ်ဖို့အရေးကြီးတာပေါ့နော်နှုတ်မို့ဆိုရင်ကိုကလုံးဝသူတို့ရဲ့ victim ဖြစ်သွားလောက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေအမစိတ်ဝင်စားလို့တခုမေးကြည့်အောင်ဥမာထားပါတော့ company တခုကငါတော့ဘယ် company ကပေါ့နော်လာခေါ်တယ်ဆိုတော့ရမုံတို့ဒီကနေဒါမှာရောအဲ့ company ကတကယ်ရှိမရှိကိုစစ်လို့ရတဲ့ website တွေရှိလားရှိတယ်မှာညီမတို့ဒီမှာဆိုလို့ရှိရင်ကနေဒါမှာဆိုလို့ရှိရင်ဒီ DLI ဆိုတဲ့ဟာမျိုးတွေပြီးသွားလို့ရှိရင်ခုနဒီ company ကိုတွားပြီးစစ်လို့ရတဲ့ဟာမျိုးတွေရှိရပေါ့နော်ဆိုတော့အဲ့ link လည်းညီမပြီးသွားလို့ရှိရင်ပို့ပေးလို့ရတယ်ပို့ပေးလိုက်ပါဟုတ်ဒီမှာစစ်ကြည့်လို့ရတယ်ပြီးတော့နောက်တစ်ခုကလေတော်တော်များများအဲ့လို scam လုပ်တဲ့သူတွေကသူတို့အဲ့လိုမျိုးတိတ်ပြီးတော့ဖုန်းကောပြောတာတော့ရှိတယ်ဒါပေမဲ့ဗီဒီယိုကောတွေပါလောက်တာလောက်မသွားဘူးလားပေါ့နော်ညီမတို့အဲ့လိုမျိုးတော့မကြုံဘူးသေးဘူးကြုံတချို့တော့မပြောတော့ဘူးအဲ့လောက်ထိသွားတဲ့သူမျိုးတော့ရှိမလားတော်တော်များများတော့သူတို့အဲ့လိုဖုန်းကောခေါ်ကြည့်ရဲအဲ့ဒီမှာသူ့ဘက်ကမပေးဘူးဆိုရင်သူတို့ဘက်ကအဲ့လိုလက်လျှော့သွားတာမျိုးများတယ်ပေါ့နော်အဓိကတော့လွယ်လွယ်နဲ့ကိုယ့်ရဲ့ information တွေကိုမပေးလိုက်ဖို့ပဲပထမဆုံးသွားမှာလေအဲ့တော့အမတို့အစအနေပြန်စပြီးတော့အမမေးကြည့်မယ်ပေါ့နော်ရမုံထားပါတော့ကနေဒါကိုခုနအကြောင်းရင်းညောင်ရေးလိုက်တယ်အဲ့ဒီချိန်မှာဥမာဒီမှာဆိုရင်လည်းလူငယ်တွေတော်တော်များများအကြောင်းနဲ့တဆင့်သွားချင်ကြတာပေါ့နော်ဒါကတော့အလွယ်ကူဆုံးနီလန်ပေါ့ဘာလို့လဲဆိုအမတို့လည်းတချို့တွေကမေးကြတယ်မြန်မာပြည်ကနေကနေဒါကိုအလုံလန်းလျှောက်လို့ရလားဆိုပြီးမေးတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါနောက်တစ်ပိုင်းမှာအမတို့ဖြေပေးမယ်ပေါ့အဲ့တော့ကျောင်းနဲ့သွားမဲ့လူငယ်တွေဒါမှမဟုတ်လည်းအမားတို့လိုအခု level တစ်ခုရှိတယ်ဒါပေမဲ့ကျောင်းဆက်တက်မယ် master တက်ပြီးသွားမယ်ဆိုရင်ရမုံကောကျောင်းတွေရွေးတဲ့အခါမှာဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်ခဲ့လဲဟုတ်ကျောင်းကတော့လေကို့မှာကိုတက်နိုင်တဲ့ budget ရှိရယ်ကိုကလည်းအဲ့လိုမျိုးပေါ့နော် scholarly ပဲကောင်းကောင်းရနိုင်တယ်ဆိုလို့ရှိရင်တော့ဒီနောက် top 10ရဲ့ဟာကိုရွေးရအကောင်းဆုံးပဲဘာလို့လဲဆိုတော့အဲ့ဒါကနောက်ပိုင်းမှာ impact ရှိရယ်သူတို့ဘက်ကနေပြီးတော့အခုဒီမှာဆိုလို့ရှိရင်University of Toronto ပြီးတော့ University of British Columbia အဲ့ဒီကနေကျောင်းဆင်းတဲ့သူတွေဆိုလို့ရှိရင် especially the entry level job ပေါ့နော်အဲ့လို job တွေဆိုလို့ရှိရင်အဲ့ကျောင်းကပြည့်လို့ဆိုရင်အလုပ်ရဖို့က100% guarantee ရှိသလောက်ရှိတယ်သူကအဲ့ဒါဆိုဘယ်ကျောင်းကကျောင်းပြီးခဲ့လဲဆိုတဲ့ပုံမှာလဲအလုပ်ရမရကသွားပြီးတော့တက်ရမှုရှိတယ်အဲ့မူတည်ရမှာဒါပေမဲ့နည်းနည်းပို့ပြီးဖြည့်ပြောရရင်ပေါ့နော်ညီမတို့ကကြတော့အဲ့လိုမျိုးကျောင်းတွေကကြတော့တအား budget များတဲ့အတွက်ကြောင့်ညီမအနေနဲ့မရှောင်နိုင်ခဲ့ဘူးဆိုတော့ညီမ second priority စဉ်းစားရအဲ့ထဲမှာတချို့ public school နဲ့ private school နဲ့ပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးတော့ budget ကိုရွေးချယ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ဒီမှာသူတို့အနေနဲ့အဲ့လိုမျိုးအဓိကထားပြီးတော့သူတို့ကြည်ရဒီခုနကပြောရဒီနှစ်ကျောင်းလုံးကျောင်းလောက်ပဲကျန်တဲ့ကျောင်းတွေကသူတို့စိတ်ထဲမှာအဲ့လောက်ကြီးထိကျောင်းရဲ့နာမည်ကတိတ်အရေးမကြီးတော့ဘူးပေါ့နော်ကျောင်းဖက်ကိုသူတို့ဘယ်လိုမျိုးexperience ပါခဲ့တာရှိတယ်လဲအဲ့ဒါဘယ်လို transferable ပို့ပြီးဖြစ်နိုင်လဲဆိုတဲ့ဟာကိုပို့ပြီးကြည့်တယ်အဲ့လိုမဟုတ်ဘဲခုနကပြောရ top 3 top 5ရဲ့ဒီနိုင်ငံရဲ့ဟာမျိုးလုပ်နိုင်တယ်ဆိုရင်တော့အဲ့ဒါကောင်းတာပေါ့နော်တကယ်လို့ကိုကဥပမာထားပါတော့ကို budget ကလည်းခုနပြောသလိုဒီ top 3ကိုမမီဘူးဆိုရင်တခြားဘယ်ကျောင်းမဲ့တက်တိတ်မကွာတော့ဘူးပေါ့အားမကွာတော့လို့ညီမတော့အဲ့လိုပေါ့နော်ဟုတ်my personal အမြင်မှာဟုတ်တခြားသူကဘယ်လိုအေးပေါ်မဟုတ်လေတချို့တွေကြာအဲ့လိုမျိုးရှိရဘယ်ကျောင်းတက်မှာတို့ဘာတို့ပေါ့နော်ဘာလို့ဆိုကျောင်းတက်တာကကြတော့ဥမာထားပါတော့ကိုကအခုမှ bachelor စတက်တဲ့သူဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့လုပ်ငန်းအတွေ့အကြုံလည်းရှိတယ်ကနေဒါကိုကရေရှည် settle ချဖို့ဒီမှာ PR ရဖို့အတွက်သွားတဲ့လူကြာကျောင်းကအဲ့လောက်ကြီးမဟုတ်တော့ဘူးဘာလို့ဆိုတော့ကျောင်းတက်ပြီးတော့ဒီအတွေ့အကြုံနဲ့အလုပ်လုပ်ဖို့အတွက်ဆိုတော့ဒါကျောင်းကဘွဲတစ်ခုရရင်အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးလည်းလုပ်လို့ရအဲ့တော့ကျောင်းတက်တဲ့အခါမှာလေရမုံဒီရန်ကုန်ကနေဘယ်လောက်ကြာဒီကျောင်းတက်ဖို့အတွက်ပြင်ဆင်သွားရလဲပေါ့နော်ညီမတစ်နှစ်လောက်ပြင်တယ်မှာတစ်နှစ်8 လတစ်နှစ်လောက်ပြင်သွားတယ်ပေါ့နော်ခုနပထမဆုံးစပြီးတော့စပြင်တာခုနကျောင်းနေစပြီး search လုပ်တယ်ကျောင်းမစခင်မှာကနေဒါတေးကြလားပေါ့နော်ဒါကို search လုပ်တယ်ပြီးတော့ကျောင်း search လုပ်တယ်ပြီးတော့သူတို့ဘက်ကဒီ admin နဲ့စကားပြောတယ်တချို့ကကြတော့လေအဲ့အတွက်ကိုလုပ်ကြတယ်ဗာလေဒီ consultant လိုမျိုးနဲ့ education consultant ဒီမှာ agency တွေရှိရတယ်လူပေါ်မူတည်မဲ့ထင်တယ်တချို့အတွက်ကတော့လိုချင်မှလိုမယ်ကိုယ့်ဘာသာကိုဓာတ်ရိုက်ရှောက်လဲကျောင်းနေရတော်တော်များများeducation ဒီ admin လုပ်တဲ့သူတွေကလေတအားwilling ဖြစ်ပြီးဖြေပေးခြင်းများတယ်ပေါ့နော်ဆိုတော့အဲ့ဒါရှောက်တယ်ပြီးတော့ညီမရှောက်တော့ညီမကကျောင်း4ကျောင်းကျောင်း5ကျောင်းထင်တယ်ညီမရှောက်တယ်ရှောက်တော့အဲ့ထဲမှာတကယ် offer ပြင်ရတာကoffer 3ခုရတယ်ပေါ့နော်3ခုမှာခုနက
ညီမ priority နဲ့ခွဲရတာပေါ့တစ်ခုကတော့ညီမသဘောရမ်းကြတယ်တက်ချင်တယ်ဒါပေမဲ့ညီမအနေနဲ့ budget မမီဘူးဆိုတော့ညီမတက်ရလည်းအများကြီးရေးကြည့်ရအောင်ဆိုတော့ budget မတက်နိုင်ဘူးနောက်နှစ်ခုထဲမှာတော့နောက်တစ်ခုကညီမပိုသဘောကျတယ်ဒါပေမဲ့ तू ကတော်တော်ကြီးနောက်ကျပြီးတော့ညီမနောက်တစ်ခု accept လုပ်ပြီးပါရောက်လာတယ်ပေါ့ဆိုတော့အဲ့လိုမျိုးလေးကိုကတကယ်လို့ public school ကိုတက်ချင်တယ်ဆိုလို့ရှိရင်အနည်းဆုံး6လလောက်ကိုကြိုပြီးတော့ရှောက်တင်တယ်လို့ထင်တယ်။ဘာလို့လဲဆို public school တွေကတော်တော်ကြာတတ်တယ်သူတို့ reply ပြန်တော့လေ။ ပြီးရင်သူ့မှာ term တွေရှိတယ်เนาะ spring လို့ပါအဲ့လိုမျိုး break ဥစားတွေနဲ့ဟုတ်ဆိုတော့သူမှာwinter break ရှိရယ် spring summer break ပေါ့နော်ဆိုတော့အဲ့လိုမျိုး break လေးရှိရယ်ဆိုတော့ကိုဘယ် break ကိုသွားခြင်းလဲဆိုတာကိုတစ်ချက်မှန်းပြီးတော့ဘယ်အချိန်လောက်မှာစပြီးတော့လုပ်မယ်ဆိုတော့ကြိုပြီးတော့ဟိုတခြားပြင်ဖို့တော့လိုတယ်ပေါ့နော်ပြီးရင်အဓိကအလုပ်လုပ်တဲ့သူတွေပေါ့နော်ဘယ်လိုပြောအလုပ်ကပြန်လာချိန်ဆိုမလုပ်ချင်တော့ဘူးလေနော်အဲ့ဒါတွေကိုဆိုရင်ဟုတ်ပါဘူးဟုတ်ပါ decide လုပ်ပြောငါဒါကိုလုပ်ကိုလုံးဝဖြစ်ဖြစ်ဆိုစိတ်နဲ့လုံးဝတော့ရမယ်ပေါ့နော်မဟုတ်လို့ရှိရင်ကိုယ်နဲ့နောက်ကျသွားတယ် term တွေကနောက်ကိုဆုတ်သွားမှဖြစ်သွားနိုင်တယ်အမမှတ်မိသေးတယ်ရမုံအဲ့ဒါတွေပြင်နေတဲ့အချိန်မှာရုံးမှလည်းတအားလုံများရတယ်လေအဲ့လိုမျိုးဒီအမတို့အဲ့လိုမျိုးဆိုတော့ဟိုပြောချင်တာကလေအနည်းဆုံးတော့6လကနေတစ်နှစ်လောက်တော့ပြင်ဖို့လိုတယ်ရမုံဆိုလဲအဲ့ချိန်တုန်းကအမနဲ့တူတူအလုပ်လုပ်ခဲ့တာဆိုတော့ဟိုအမမြင်ရတဲ့လောက်တော့ဒါတော်တော်ကြီးကိုစိတ်အားထက်သန်ပြီးလုံမအောင်ရတာဘာလို့လဲဆိုတော့အလုပ်မှာလည်းအလုပ်ပြဿနာတွေရှိတယ်အလုပ်ကိုချိန်ပေးရတယ်ရှိတယ်တစ်ဖက်ကလည်းဒီဘက်ကအင်္ဂလိပ်စာဒါတော့မှနော်ရမုံကအင်္ဂလိပ်စာ level တစ်ခုရှိနေပြီသားမို့လို့အခုဒီထဲမှာဥမာထားပါတော့အင်္ဂလိပ်စာကိုလည်းကိုက IELTS ဖြေဖို့ ready မဖြစ်သေးတဲ့သူတွေဆိုရင်အင်္ဂလိပ်စာကနေစပြီးလုပ်ရတယ်ဆိုပို့ပြီးတော့ချိန်ပေးရတာပေါ့ရမုံလုံးကရော IELTS ဖြေလိုက်ရလားညီမကအဲ့တုန်းကကိုဗစ်ချိန်ဖြစ်နေတာလေမဆိုတော့ညီမအဲ့တုန်းကကန်ကောင်းပြီးတော့ Duolingo ဖြေလိုက်တယ်ဒါပေမဲ့ညီမ Duolingo ဖြေတော့ညီမနှစ်ပတ်နဲ့ညီမပြင်ပြီးတော့ဖြေလိုက်တယ်အခု IELTS ကတော့နည်းနည်းပို့ပြီးလောက်ရမယ်ထင်တယ်ဘာလို့ဆိုကိုမှ nervous ဖြစ်မှလည်းရှိမှာပေါ့နော်ဒီ speaking ပြောရချိန်ကြလို့ရှိရင်နည်းနည်းအဲ့ဒါကြိုပြင်ရမယ်ကိုယ့်ရဲ့ဒီ level ပေါ်မူတည်ပြီးတော့ကိုဘယ်ချိန်လောက်ကိုလုပ်နေဆိုတော့ကြိုပြီးတော့အဲ့အတွက်ကိုပါတက်ထပ်ပြီးတော့အချိန်ထားဖို့လိုမယ်ထင်တယ်မှာโอเคအဲ့တော့ကျောင်းလည်းရွေးပြီးသွားပြီရမုံဟိုခုနတော့ဆိုရင်လေရမုံကျောင်းသွားဖို့ဆိုရမုံ budget အကြောင်းရမုံတောက်လျှောက်ပြောရဲပေါ့နော်ရမုံလုံးကရောသွားတဲ့ချိန်မှာငါတော့ဥမာထားပါတော့6လတစ်နှစ် budget ယူသွားမယ်ဆိုပြီးတော့အဲ့လိုမျိုးဘယ်လိုတွေပြင်ခဲ့လဲပေါ့နော်ညီမတော့ကလေအဲ့လိုအမှားကြီးတစ်ခုရှိခဲ့တယ်။ဘာလဲဆိုတော့အခုနားထောင်နေသူတွေဆိုလဲပေါ့နော်ဒီလိုမျိုးအမှားမျိုးဖြစ်နိုင်တယ်အဓိကကိုကအရန်သွားကျင်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီအမှားမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ညီမတော့ဘာလဲဆိုတော့ညီမစီမှာကျောင်းလာကလုံးလုံးလောက်ရှိတယ်ညီမစုထားတဲ့ပတ်စံနဲ့ကျောင်းလာကလုံးလုံးလောက်ရှိတယ်ဒါပေမဲ့ညီမမှာအပိုပတ်စံ3လစာလောက်ပဲရှိတယ်အဲ့တော့ညီမစိတ်ထဲမှာလုံးဝခေါင်းမာပြီးတော့ငါအလုပ်ရမှာသိကြတယ်ဆိုတော့ကိုယ့်ကိုရုပ်ကြီးလောက်ကိုကအဲ့လိုလုပ်ပြီးတော့ကိုကသွားလိုက်တော့သွားပြီးတော့အလုပ်ကမရတာမဟုတ်ဘူးညီမတော်တော်ကန်ကောင်းတယ်ညီမအမှဒါလည်းပြောချင်တယ်ပေါ့နော်ညီမအမှ seasonal job ဆိုတာမျိုးရလိုက်တယ်အဲ့တော့ကိုကိုဟုတ်ပြီပေါ့ငါတော့ seasonal job ရပြီငါအလုပ်ရပြီပေါ့ပြီးတော့အဲ့တော့ကလည်းလာတာကလည်းအဲ့အလုပ်ကသူများလုပ်ထက်စားလို့ရှိရင်ကောင်းတယ်ဆိုတော့ကိုကိုဟုတ်ပြီဆိုပြီးတော့ထင်တာတကယ်ကြတော့ဘာဖြစ်လဲဆိုတော့ seasonal job တွေပြဿနာတဖြည်းဖြည်းချင်းနဲ့ဓာကြီးကနေသွားကို part time လို့ part time လို့တော့ဆိုတော့နိုင်နေပြီးတော့နောက်ဆုံးကျတော့ညီမတို့ကအဲ့လိုတစ်ပတ်ပုံမှာအဲ့လိုမျိုးဟို8 နာရီ 9 နာရီလောက်ပဲရရတဲ့အချိန်တွေဖြစ်သွားတာပေါ့နော်ပြီးတော့တဖြည်းဖြည်းနဲ့ဒီ season ဖြစ်ကြောင် season end တော့မယ့်အချိန်မှာညီမအလုံးမရရဲ့အဲ့ anxiety တအားတက်တာဘာလို့လဲဆိုတော့လက်ထဲမှာပတ်စံအပေါ်မရှိဘူးပြီးတော့ကိုယ်စိတ်ထဲမှာကအဲ့လောက်ထိဒီ grocery ဈေးကိုအဲ့လောက်ကြီးမယ်လို့မထင်တာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့အချိန်ကတော်တော်ဆိုးပေါ့နော်အဲ့လိုအချိန်မှာမှတ်ရကြုံလိုက်တယ်ဆိုတော့အနည်းဆုံးလေကိုယ့်လက်ထဲမှာရမုံတော့8လလောက်ပတ်စံလေးဟိုရှိရင်တော့ပိုကောင်းတယ်လို့ထင်တယ်ဒီလားဘာလို့ရမုံတော့ကတော့ဘာလို့ ရလဲဆိုတော့ဒီ school tuition fees ရတယ်ပြင်ပြန်ပြီးသုံးရတာပေါ့နော်သုံးရတဲ့အချိန်မှာအဲ့လိုမျိုး anxiety ပိုတက်တာပေါ့ငါနောက် semester ရှင်ဟိုပတ်စံသွင်းနိုင်မှာမလားဆိုရင်အဲ့လိုဟို anxiety တက်ရတာပေါ့နော်ဆိုတော့အဲ့တခုတော့ဟိုကိုယ့်ဘက်ကနေပြီးတော့တတိယ plan လုပ်နိုင်တယ်ဆိုလို့ရှင်တော့ plan လုပ်ခဲ့တာကောင်းတယ်မဟုတ်လို့ရှင်တော့ခုနပြောလို့ပေါ့ဟိုကန်ကောင်းပြီးတော့အကုန်လုံးမှီသွားတော့ဖြစ်ကောင်းဖြစ်နေရေပုံတော့ကန်လေးပေါ့နော်ကန်လေးရဲ့အကုန်လုံးတော့ကတိလေးနဲ့ဖြစ်သွားတယ်ဒါပေမဲ့အဲ့ချိန်မှာအဲ့တစ်နှစ်လုံးကတအား anxiety တက်ခဲ့ရတယ်ပတ်စံလေးစားတဲ့ပတ်သက်ဟုတ်လေလုံကလုံလဲလုံကပတ်စံနဲ့အလှမိပါမလားစိုးရင်ရတယ်မျိုးစုံကဖြစ်ရတာပေါ့နော်ပြီးတော့တယောက်တည်းလဲကိုကရုန်းကန်ရတာဆိုတော့ပို့ပြီးတော့ဒါပင်ပန်းတာပေါ့โอเคအဲ့တော့ဒီခုနရမုံပြောသွားတဲ့ဟာမှာလေ8လလောက်ဆိုတဲ့ဟာကျောင်းလာကနဲ့ဒီနေထိုင်စရိတ်ကိုပြောတာလားဒါမှမဟုတ်နေထိုင်စရိတ်တီးတတ်မဲ့8လလောက်ကိုပြောတာလား
ကျောင်းလာက plus ကိုနေထိုင်စရိတ်ကိုအဲ့လောက်နီးပါးပေါ့နော်ပတ်စံကိုဟိုအရင်စိတ်မပူဝါးလောက်ဖို့ပတ်စံရှိဖို့လိုတယ်လို့ရမုံတော့မြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာတချို့သူတွေဆိုလို့ရှိရင်တစ်နှစ်ပြည့်ရဲ့အထိအလုံးမရတဲ့သူတွေအများကြီးပဲ။ကနေဒါရဲ့ job market ကမလွယ်ဘူးပေါ့နော်။ညီမကလည်းကိုကြတယ်ဟိုကိုကအဲ့လိုမျိုးဟိုပြောရင်အဲ့လောက်ထိခက်မယ်လို့မထင်ခဲ့တဲ့အတွက်ကြောင့်မလို့ဟိုလာကြတယ်ဒါပေမဲ့တကယ်ကြဒီမှာ competition များတယ်အလုပ်ကိုရမယ်လို့ထင်ပေမဲ့ချက်ချင်းမရကြဘူးပေါ့နော်အဲ့တော့ကြောင့်တချို့ဆိုလို့ရှိရင်တစ်နှစ်8လတစ်နှစ်လောက်ဖြည့်အဲ့လိုလုပ်ရတဲ့လူရှိရပေါ့နော်ကိုကျောင်းကျူရှင်လာကနေပြန်လှည့်သုံးနေတယ်ဆိုတော့ပြဿနာမရှိဘူးအဆင်ပြေရပေါ့နော်ဒါပေမဲ့အဓိကတော့ကိုဘယ်လို budget လုပ်ချင်လဲဆိုတဲ့ဟာပဲဒါပေမဲ့ညီမပြောချင်တာတော့ဒီနောက် grocery ဘို့အကုန်လုံးဒီ rent ဘို့ဘာညာကို8လလောက်ကိုတော့တတိချာလေးရှိရင်တော့ပို့ပြီးတော့အသက်ရှူချောင်မယ်ပေါ့ဒါစိတ်မပူပါဘူးပေါ့ဒီကျောင်းတက်နေတဲ့အချိန်မှာကျောင်းသားတွေက part time တစ်ဖက်ကိုဘယ်နှစ်နာရီလောက်ခွင့်ရှိလဲ အခုလောက24နာရီမှ24နာရီအဲ့တော့ရမုံလုံးကရောအဲ့တုန်းက part time အလုပ်တွေကိုဘယ်လိုရှာခဲ့လဲညီမတို့ကကန်ကောင်းတာပေါ့နော်ကန်ဆိုတာကန်ကောင်းတာကြတော့ညီမကိုဗစ် period မှာရောက်သွားဖြစ်တဲ့ကြောင့်ညီမနိုင်40လောက်ခွင့်ရှိတယ်။အော် okay ဆိုတော့ရမုံကခုနအလုပ်မှာ8နာရီပဲအလုပ်ရတဲ့အတွက်ကြောင့်ညီမတအား stress များတယ်ဘာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်အလုပ်လျှောက်တော့အလုံးမှာကြတော့ညီမနိုင်30နာရီလောက်ရတယ်ပြီးတော့အရင်အလုံးနှစ်ခုလုပ်လိုက်တာပေါ့နော်အလုံးနှစ်ခု plus ကိုညီမကျောင်းမှာလဲကျောင်းနေမှာလေအဲ့လိုအလုံးရှာမယ်ဆိုကျောင်းနေမှာလဲပြန်ရှာလို့ရရှိတယ်ကျောင်းက ambassador တို့ဘာလို့လုပ်နေပေါ့နော်ဆိုတော့ညီမအလုံး3ခုလုပ်တယ်ဆိုတော့အဲ့တော့စုစုပေါင်းနိုင်40ညီမလောက်ဖြစ်သွားတာပေါ့ညီမလုပ်တဲ့အချိန်မှာအဲ့တော့ဟိုအဆင်ပြေသွားတယ်ဆိုတော့အလုံးရှာမယ်ဆိုလို့ရှိရင်တော့ညီမကဘယ်လိုမျိုးပြောချင်လဲဆိုရင်အဓိကတော့နံပါတ်1ပေါ့နော်ဟိုကို့မှာ network ပို့ပြီးတော့ကောင်းလို့ဖို့တော့လိုတယ်ဟိုငါ networking event တွေဆိုလို့ရှိရင်သွားပါကနေဒါမှာက network ကတအားရေးကြည့်ရယ် referral တအားရေးကြည့်ရယ်ဆိုတော့အဲ့ဒါမူတည်ရယ်ပေါ့နော်ကိုရှိရရောက်တဲ့မြန်မာတွေရှိရဆိုလို့ရှိရင်လည်းတချို့တကယ်ဟိုဖြစ်တဲ့ကို့အကူအညီနဲ့သူရှိရဆိုလို့ရှိရင်သူတို့ ਨੇ ဟိုခင်အောင်ကို network ကောင်းလုပ်ထားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့အလုပ်ရှိရဆိုလို့ရှိရင်ကို့ထည့်ပေးရမယ်လုပ်ပေးလို့ရတယ်နောက်တစ်ခုကကြာခုနပြောကိုကျောင်းနေမှာပေါ့နော်ကျောင်းတက်ဖို့အတွက်ကိုသွားတဲ့သူဆိုလို့ရှိရင်ကျောင်းနေတော်တော်များများလို့ career development center ဆိုတာမျိုးလေးရှိရပေါ့နော်အဲ့လိုမျိုးနေရာမျိုးတွေကိုသွားပြီးတော့ဟိုအကြံတောင်းကြည့်ပေါ့ငါဘာလုပ်လို့ရနိုင်လဲဘယ်လိုမျိုးလုပ်လို့ရနိုင်လဲပေါ့အဲ့လိုမျိုးမေးလို့ရှိရင်အဲ့ဒါဟိုသူတို့ဘက်ကနေပြီးတော့ခုနအလုပ်တွေပါရှိဆိုရှင်လည်းဒါကိုယ့်အတွက်ကို opportunity ရှိနိုင်တယ်ပေါ့ဆိုဒီလိုမျိုး department တွေကကိုယ့်အတွက်ကိုခင်ထားဖို့လိုအပ်တဲ့ဟာမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုကအဲကျောင်းနဲ့ပတ်သက်ရင်ကျတော့ကောင်းတဲ့တစ်ချက်ကကိုကထားပါတော့24နာရီပဲလုပ်ခွင့်ရှိတယ်ဒါပေမဲ့ကျောင်းမှာလုပ်လို့ရှိရင်ကျတော့အဲ့ထက်ပိုပြီးလုပ်လို့ရတယ်ဘာလို့လဲဆိုတော့ inside campus ဖြစ်တဲ့အတွက်ကျောင်းလို့ဆိုတော့အဲ့ဒါကကောင်းတဲ့အချက်ပေါ့ဟိုပြီးတော့နောက်တစ်ခုကကျတော့လစာဆိုလို့ရှိရင်သူတို့ကပိုများတယ် minimum wage ကိုပိုပြီးရများတယ်ဟုတ်ဒါပေမဲ့ competition ကလည်းများမှာပေါ့ကျောင်းသားတွေအကုန်လုံးပြုံချောက်နေကြမှာပေါ့နော် competition လည်းများတယ်အဲ့တော့လေအမသိချင်တာရမောကုနာအလုပ်3လုပ်လဲလုပ်တယ်ကျောင်းလဲတက်တယ်ပြီးတော့ networking ကလည်းလုပ်ရသေးတယ်အလုပ်ရဖို့ဆိုတော့လေအဲ့ဒါတွေကိုဘယ်လို manage လုပ်လဲအဲ့ဒီအချိန်မှာတော့ networking ကမလုပ်နိုင်တော့ဒီမှာအလုပ်နဲ့ကျောင်းတွေလူကမောနေဒါပေမဲ့ဟိုဒီအလုပ်ကကြတော့ညီမကျောင်းက2ရက်ပဲတက်ရတယ်။အော်2ရက်ပဲတက်ရတယ်ပြီးတော့ကျန်တာအကုန်လုံး assignment တွေလုပ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ညီမ2ရက်ကိုလုံးဝအဲ့လိုမျိုးဒီကျောင်းအတွက်ကိုလုံးဝထားလိုက်တယ်ပြီးတော့လို့ရှိရင်နောက်ထပ်1ရက်ကကြတော့ဒါအလုပ်ဟိုပါပေါ့ဗာလဲစာလုပ်ဖို့ရက်ပေါ့ပြီးရင်ကျန်တဲ့ရက်တွေကကြတော့ညီမအလုပ်လုပ်တဲ့ရက်ဖြစ်သွားပေါ့ပြီးတော့နောက်တစ်လောက်ကကြာတယ်ညီမမနေ့အစောလုပ်ရတဲ့လုပ်နဲ့ညနေလုပ်ရတဲ့ကြောင့်မနေ့နဲ့ညနေနဲ့အဲ့လိုလုပ်လို့အဆင်ပြေရပေါ့ကျန်တဲ့ဒီကျောင်းလောက်ကဆိုတာကြာတော့လေ project ရှင်သွားပြီးတော့လုပ်ပေးရတာမျိုးဆိုတော့အလောက်ကဟိုလိုမျိုးအပတ်တိုင်းအဲ့လိုနိုင်ပေးနေရမဟုတ် total ဘယ်နှနိုင်ဆိုပြီးတော့ဒီ semester တစ်ခုမှပေးရဆိုတော့အဲ့တော့ညီမတို့ကတော်ပင်ပန်းတယ်ဒါပေမဲ့အဆင်ပြေသွားရပေါ့နော်ညီမတို့ tuition fee ဆိုတော့အဆင်ပြေသွားရပေါ့နော်ညီမတို့ကအဲ့ဒါရှာရတာဆိုတော့အေးပေါ့အဲ့တော့ဒီထဲမှာဒီလိုမျိုးကျောင်းတက်ရင်အလုပ်လုပ်ဖို့ဒီ budget ကိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီ living cost ရဖို့အတွက်လုပ်ဖို့လူတွေဆိုရင်ဒါခံနိုင်ရှိအောင်စိတ်ကော mentally ရော physically ရော prepare လုပ်ထားဖို့လိုတယ်ပေါ့နော်။ဘာလို့ဆိုများသောအားဖြင့်အမတို့မြန်မာပြည်ကနေပဲဖြစ်ဖြစ်သွားတဲ့သူတွေတော်တော်များများအိမ်မှာတော့ဘာမှလုပ်ရတာမဟုတ်ဘူးလေတည်ရမလားရမုံဆိုလက်ဒီလိုပဲနေမှာပါကိုအိမ်မှာကိုဟာဖြစ်တယ်ဒါပေမဲ့ဟိုရောက်ရင်ကိုအတွက်ကိုလည်းလုပ်ရတယ်ပြီးအလုပ်လည်းလုပ်ရတယ်ပေါ့နော်။ဒါ mentally အရန်ကိုပြီးတော့တယောက်တည်းဖြစ်တဲ့အခါကျရင် mentally အရန် strong ဖြစ်မှာအောင်ရမှာ
ဒါကတော့တစ်ဖက်ကလိုအပ်ချက်ပေါ့နောက်တစ်ခုအမသိချင်တာလေကနေဒါမှာဘယ်လို career မျိုးတွေကခက်စားလဲပေါ့နော်အလုပ်အများဆုံးရလိမ့်ရှိတယ်အဲ့ဒါလေးမှညီမအခုပေါ့နော်ညီမဒီမှာဟို list လေးလုပ်ထားတာလေးရှိရယ်ဆိုတော့လောလောဆယ်ကနေဒါမှာကျတော့လေဟိုသူ့ရဲ့ immigration နဲ့ဒီ law ပေါ်မှာမူတည်ပြီးတော့ခဏသူတို့ဟို demand ဖြစ်တဲ့ job ကပြောင်းတတ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ပြီးတော့နောက်တစ်ခုက province ပေါ့ province ပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ demand ဖြစ်တဲ့အလုပ်ကလည်းကွာတယ်တချို့ province ရဲ့ဒီ demographic ကကြတော့ပုံစံတစ်မျိုးရှိရယ်သူတို့ရဲ့ဒီ geographic ကတစ်မျိုးရှိရယ်အဲ့ဒါကြောင့်သူတို့အလုပ်ကတစ်မျိုးပေါ့နော်ဆိုတော့ညီမအကုန်လုံးတော့ခြုံပြီးတော့မပြောနိုင်ဘူး။ဘာလို့လဲညီမကကြတော့ဟို Vancouver မှာပဲနေနေရဆိုတော့ကျန်တဲ့နေရာတွေကြာအဲ့လောက်ကြီးထိနည်းနည်းတော့မသိဘူးပေါ့နော်။ဒါပေမဲ့ generally ရဆိုလို့ရှိရင်အခုလောလောလတ်မှာဆိုလို့ရှိရင် health care နဲ့ပတ်သက်တဲ့အလုပ်တွေပေါ့နော်။အဲ့ဒါတွေကတအားကိုဟို hot ဖြစ်နေတယ်။ဥပမာဆရာဝန်တို့ nurse တို့အဲ့လိုမျိုးပေါ့နော်ဒီဆေးဝါးကျွမ်းကျင်တို့အဓိကကsocial worker တွေပြီးတော့nursing nurse ပေါ့နော်နောက်တစ်ခုကကျတော့ဒီ general practitioner လို့ခေါ်မယ် GP လုပ်တဲ့သူတွေပေါ့အဲ့ဒါဒါ hot ဖြစ်တယ်ပြီးတော့ PR ရဖို့လွယ်တယ်ပေါ့ဟုတ်တော့အဲ့ဒါအမှတ်တစ်တယ်ပြီးရင်နောက်တစ်ခုကကျတော့ဒီမှာဆိုရင်အခုနောက်ပိုင်းအစိုးရဒီ agriculture ဘက်ကိုလည်းပို့ပြီးလုပ်ပေးရပါတော့ဆိုတော့ agriculture နဲ့ပတ်သက်တဲ့အလုပ်တွေပြီးရင် oil and gas နဲ့ပြီးတော့ရှင် mining နဲ့အဲ့လိုပတ်သက်တဲ့အလုပ်တွေဆိုလို့ရှင်ပို့ပြီးတော့ demanding ဖြစ်နေတဲ့အလုပ်တွေပေါ့နော်ဒီဘက်မှာကတော့ဒီ immigration အတွက်ဆိုလို့ရှင်အဲ့အလုပ်တွေကတော့ပို့ပြီးတော့ကောင်းနေတယ်လို့ပြောလို့ရတယ်ပေါ့မှာလေတချို့တွေအမတွေ့ဘူးတာပေါ့နော်အကိုတယောက်ဆိုရင်စင်ကာပူမှာနှစ်တည်ကြာကြီးနေတယ်ဒါပေမဲ့နိုင်ငံသားမရတော့ကနေဒါပြောင်းမယ်လဲဆိုတော့ तू ကနားစင်းကိုပြောင်းလိုက်တယ်ပေါ့နော်အဲ့လိုမျိုး career မတူရင်ရောအဲ့မှာအဲ့လိုမျိုးပြောင်းတဲ့သူတွေရမုံမြင်ဘူးလားပေါ့နော်ရှိတယ်မှာတော်တော်များများကစိတ်မကောင်းမှုလည်းတချို့ကြတော့ကောင်းတယ်ပေါ့နော်တချို့ကလာရဲmarketing manager တို့ပြီးရင်အဲ့လိုမျိုးဟိုလုံးဝလို့ project manager အဲ့လိုမျိုးcareer တစ်ခုစောက်ပြီးသားဒါပေမဲ့ဒီလေးရောက်တော့သူတို့ရဲ့ဟို choice ပေါ့နော်သူတို့ဒီမှာ settle ချခြင်းနဲ့ PR လိုချင်တယ်အဲ့အတွက်ကြောင့်မို့ PR ကောင်းတဲ့လမ်းကြောင်းတွေကိုပြောင်းတယ်ပေါ့နော်ဆိုတော့ဘာလုပ်ကြလဲဆိုလို့ရှိရင်သူတို့ဒီ register certificate တွေပေါ့နော်အဲ့လိုမျိုးတက်ကြရတယ်ဆိုတော့ဒီမှာဆိုရင်register nurse လုပ်တဲ့ဒီ program ရှိရောအဲ့ဒါမျိုးတွေသူတို့တက်တယ်ပြီးလို့ရှိရင်အဲ့ဒီကနေမျိုးသူတို့ပြောင်းကြရတယ်လည်းရှိတယ်ပေါ့အဲ့တော့ကိုကမဖြစ်မနေသွားခြင်းနဲ့အဲ့မှာ settle ချခြင်းနဲ့ဆိုရင်ဒါ career ပြောင်းဖို့လဲကိုက flexible ဖြစ်ဖို့လိုတာပေါ့နော်ဟုတ်ကဲ့မဟုတ် the best ပေါ့နော်ဟိုကိုယ့်ရဲ့အမှတ်ပေါ်လဲမူတည်တယ်ဒီမှာကျတော့အကုန်လုံးဒီ score နဲ့ပဲသွားတယ်ကို score အချိန်ကြီးကြည့်ပြီးတော့ score ကအချိန်ကြီးမကောင်းဘူးကိုယ့်ရဲ့ work permit ကကုန်ကန်နေပြီဆိုရင်တော့ဒါစောစောစီးတွေကကြို plan ပေါ့နော်နီးမှတစ်နှစ်လောက်မှကပ်ပြီးလို့တော့အဆင်မပြေဘူးအဲ့ဒါဒုက္ခရှိတယ်နောက်အမသိတဲ့လောက်လေကနေဒါမှာသူ့ရဲ့ဒီ essential job တွေဆိုပြီးတော့ဒီသူ့ရဲ့ official website မှာ list လုပ်ထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီကလူတွေပြောချင်တာအမတို့ပြီးရင်လည်း i website တွေရမုံစီယာအမတောင်းပြီး share ပေးမယ်ပေါ့နော်အဲ့မှာဆိုရင်ကိုကကြည့်လို့ရတယ်ကို career ပါလားပေါ့နော်ဒီထဲမှာဆိုရင်အဲ့ဒီထဲမှာပါတဲ့ career တွေဆိုရင်သူက PR လမ်းကြောင်းသွားဖို့အတွက်နီလန်တချို့နီလန်တွေလည်းမြန်မြန်ရောက်တယ်ပေါ့နော်ဒါလေးလည်းရှိတယ်ကိုလှုပ်ချင်တာထက်သူတို့စီမှာဘာ demand များလဲဒါကိုကြည့်ပြီးတော့ပြောင်းတင်လဲပြောင်းပေါ့နော်အဲ့ဒါမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခါအမသိချင်တာကလေကနေဒါကကြတော့ဒါနိုင်ငံကြီးဖြစ်သွားပြီပေါ့နော်အမတို့အာရှနဲ့မတူတော့ဘူးဆိုတော့ဥပမာထားပါတော့ရမုံကဆိုအခု master တက်တယ်ရမုံဒီ part time job တွေလုပ်တယ်ပေါ့နော်ဒါပေမဲ့တကယ် full time ကိုကဒီကျောင်းပြီးလို့အလုပ်လုပ်တဲ့ခါမှာရောသူတို့ကဒီကနေဒါအတွေ့အကြုံရှိမှဆိုတဲ့ဟာကဘယ်လောက်ထိအရေးပါလဲပေါ့နော်အတိုင်းအတာတစ်ခုထိအရေးပါတယ်မှာအဓိကဘယ်လိုမျိုးကြောင့်မလို့လဲဆိုလို့ရှိရင်ဒီမှာက market ကဟိုကိုယ်တိုင်က competitive ဖြစ်နေတာပေါ့နော်local ဒီ Canadian တွေရှိတယ်ပြီးရင်တခြားကိုယ့်ထက်ပိုပြီးကောင်းတဲ့နိုင်ငံကြီးတွေကလာတဲ့သူတွေပေါ့ဒီမှာမြန်မာတွေများဆိုတော့ကိုရီးယားကြောင့်မြန်မာမိုးစီမြန်မာနိုင်ငံလာရှိမယ်ပြီးရင်တခြားနိုင်ငံတွေပေါ့နော်ဥပမာကြတော့အဲ့လိုမဟုတ်ဘူး US ကလာရလို့ရှိရ UK ကလာရလို့ရှိရဆိုတော့အကုန်လုံးနဲ့ပြန်ရပြီးတော့မို့ဒီ competitive ကဖြစ်တယ်အဲ့တော့ full time job တွေ office job တွေဆိုလို့ရှိရင်တော့ competition ကတအား high ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဘယ်လောက်ထိအရေးပါလဲဆိုလို့ရှိရင်ခုနပြောလိုမျိုးပေါ့ကိုကအဲ့လိုလူမျိုးနဲ့ရှင်းလိုက်ရင်တော့ဟိုမရှိရတဲ့သူနဲ့ရှိရတဲ့သူနဲ့ရှင်းလိုက်တော့ employer ဘက်ကတော့ရှိရတဲ့သူတော့ပိုပြီးကြိုက်မှာပေါ့နော်ဒါပေမဲ့လုံးဝမဖြစ်နိုင်တာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးဘာလို့ညီမဒီအလုပ်ဒီ HR job ရခဲ့ရဆိုတာဒီညီမ Canadian experience မရှိခဲ့ပဲနဲ့ part time အလုပ်ပဲရှိခဲ့တာပေါ့နော်ဒီ office နဲ့ပတ်သက်တဲ့ဘာလုံးမှမရှိပဲနဲ့ညီမလည်းဒါရသွားတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ညီမတော့ဒီလိုမျိုး list လုပ်ချင်တယ်ပေါ့နော်နံပါတ်1ကတော့
Canadian experience plus ခုနဒီ diploma တို့ certificate တို့ရှိရလို့ဆိုလို့ရှိရင်ပို့ပြီးတော့သူတို့အတွက်အကြိုက်ဆုံးပဲအဲ့လိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်เนาะ second အနေနဲ့ခုနသူတို့ရဲ့ဒီ recognize ဖြစ်တဲ့ certificate တို့ diploma တို့ degree တို့အဲ့လိုမျိုးရှိရလို့ဆိုလို့ရှိရင်သူတို့ကြိုက်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင် okay ကို့မှာဒါမျိုးမရှိဘူးဒါပေမဲ့ကို့မှာအရင်က experience ရှိခဲ့တယ်ဒါဆိုရင်အဲ့ experience ကိုဘယ်လိုမျိုး transfer လုပ်လို့ရတယ်ဒါဒီမှာလုပ်ခဲ့တယ်ပေါ့နော်ငါအရင်ကလုပ်ခဲ့ရအကုန်လုံးဒီကနေဒါမှာလုပ်ပြန်တဲ့အတူတူပဲဘာမှမကွာဘူးဒီလိုဆိုလို့ရှိရင်ဒီလိုသုံးလို့ရတယ်ဒါပေမဲ့ဒါလေးကတော့ငါတို့အားနေနေတယ်ဒါပေမဲ့ဒီဟာငါဘယ်လိုဖြည့်ဖို့လုပ်ထားတယ်ပေါ့အဲ့လိုမျိုး interview skills မှာလည်းစိုက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့ဟာကိုတကယ် transfer လုပ်နိုင်တယ်ပြီးရင်ကိုယ့်ရဲ့အားနည်းချက်ကိုလည်းသိရပေါ့နော်အဲ့လိုဆိုလို့ရှိရင်အဲ့လိုလူတွေကအလုပ်ရဖို့လွယ်လိမ့်မယ်မဟုတ်ဘဲနဲ့ experience မရှိခဲ့ဘူးဒီ fresh grad ပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာလည်းကျောင်းကိုအဲ့လိုမျိုးအရန်ကောင်းတဲ့ကျောင်းမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းပဲတာမန်ကျောင်းလောက်ပဲတက်နိုင်တယ်ဆိုလို့ရှိရင်တော့ခုနတွေနဲ့ရှင်းလိုက်လို့ရှိရင်တော့သူတို့တော်တော်နည်းနည်းခက်ခဲလိမ့်မယ်ပေါ့နော်မဟုတ်ရမုံပြောသွားတဲ့အထဲမှာဆိုရင်ခုနကတော့ငါဒီသူတို့နိုင်ငံက certificate တို့ diploma တို့ပေါ့နော်ဥပမာအမသိတဲ့လောက်ရမုံဆိုလဲအခုဟုတ်တယ် master တက်တယ် HR specialization လုပ်ပြီးဒါပေမဲ့တစ်ဖက်ကလည်း CPHR certification ဒါကနေဒါမှာ HR ကိုအတိအမှတ်ပြုတဲ့ဟာတက်ထားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲတခြား career တွေမှာလည်းသူတို့သက်ဆိုင်ရာ certificate တွေ diploma တွေရှိမှာပေါ့နော်ဟုတ်ကဲ့မဟုတ်အဲ့ဒါလေးလေအမမေးမယ်လို့ထင်လို့လေညီမနည်းနည်းလစ်ဆုပ်တာလေးပေါ့နော်ညီမတစ်ချက်ပြောပြပေးခြင်းဆိုတော့ခုနကတော့ဟုတ်တယ်ညီမကကြတော့ဒီ CPHR ပေါ့နော် CPHR ဒီ British Columbia Yukon မှာဒါrecognize ဖြစ်တဲ့ဟာ Canada recognize ဖြစ်တဲ့ကြောင့်ရုံတက်လိုက်တယ်ဒီမှာတော်တော်များများဒီ HR နဲ့ပတ်သက်လို့ရှိရင် assets ပေါ့နော်တစ်ခုခုတောင်းရဆိုတော့ CPHR ကိုတောင်းကြရပေါ့နော်ဆိုတော့အဲ့ဒါကိုညီမတက်တယ်အဲ့လိုပဲတကယ်လို့ကိုကဒီ project management တို့ပေါ့နော်ဒါ programming တို့ဘာရဆိုလို့ရှိရင်ဒီမှာ PMP certificate ဆိုတဲ့ certificate တစ်ခုရှိရပေါ့နော်ဆိုတော့ PMP ကဒီ project management professional ဆိုတော့ဒါမျိုးတက်ထားရဆိုလို့ရှိရင်တော့ကိုယ့်အတွက်ကမရှိရတဲ့စားလို့ရှိရင်ဒါကို့မှာ certificate ရှိထားတယ်ဒီဟာကိုဘယ်လိုမျိုးဒီဟာနဲ့ကိုယ့်ရဲ့အရင် experience နဲ့ကိုဘယ်လိုမျိုးသုံးပြီးတော့လုပ်နိုင်တယ်ဆိုတော့မျိုးပြောနိုင်တယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးရှိထားတဲ့သူတွေအတွက်ကြတော့လာတာကြတော့လည်းမရှိရတဲ့နဲ့ရှင်လိုက်လို့ရှင်ပို့ပြီးတော့ကွာသွားတယ်အနေနဲ့အများတော့ကွာပဲပေါ့နော်နောက်တစ်ခုကကြတော့ payroll ပေါ့ payroll ဆိုလို့ရှိရင်ဒီမှာသူတို့မှာPCP လို့ခေါ်တဲ့ certificate တစ်ခုရှိတယ်ဆိုတော့ PCP ဆိုတာဒီ payroll compliance practitioner လို့ခေါ်တယ်ဆိုတော့ဒီမှာ payroll လုပ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုး certificate တွေရှိဖို့လိုတယ်ဒါပေမဲ့တချို့ company တော်တော်များများဒီအဲ့ဒါမျိုးတွေသူတို့ sponsor လုပ်ပေးရပါတော့သူတို့လူကြိုက်ပြီးသူတို့ခန့်မယ်ဆိုလို့ရှိရင်အဲ့လိုမရှိခဲ့ရင်တော့မှဒီတခြား experience ရှိထားတယ်သူတို့ကြိုက်တယ်ဆိုလို့ရှိရင်သူတို့အဲ့လိုမျိုး sponsor လုပ်ပေးရတယ်ညီမကြားဘူးလေပေါ့နော်ညီမတို့ဒီ HRM မှာပဲ payroll လုပ် sorry ညီမတို့ဒီမြန်မာထဲမှာပဲ payroll လုပ်နေရင်ညီမရဲ့တကယ်ချင်းတယောက်ရှိတယ်သူဆိုလို့ရှိရင် company ကနေပြီးတော့သူ sponsor လုပ်ပြီးတော့ payroll ဟာတခိုင်းနေပေါ့နော်နောက်တစ်ခုကျတော့ဒီ business နဲ့ပတ်သက်တဲ့ဟာဆိုရင် business analyst ပေါ့နော် business analyst တွေကဒီမှာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော် business နဲ့ IT နဲ့အဲ့လမ်းကြောင်းတွေကတအားဒီ Canada မှာဆိုလို့ရှိရင်ပို့ပြီးတော့ပို့ပြီးတော့သူများထက်စားလို့ရှိရင်အလုပ်ရဖို့လိုတယ်ပေါ့နော်ဆိုတော့ business analyst ဆိုလို့ရှိရင်လည်းဒီမှာ certified business analyst professional certificate လို့ခေါ်တယ်CBAP ပေါ့အဲ့ဒါကသူတို့အနေနဲ့ဒါညီမသူတို့ဒီ website ကနေကြည့်ထားပါပေါ့အဲ့လိုမျိုးဟာရဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဒါတက်တဲ့ထဲမှာပါတယ်ပေါ့နော်accountant ကတော့လေကံကောင်းတာကိုရီမြန်မာနိုင်ငံမှာလေအစားရ CPA CPA ကနာမည်ကြီးရယ်ပေါ့နော်ဆိုတော့ဒီမှာလည်း CPA သူတို့တအားကြည့်ကြတယ်အဲ့တော့ CPA တစ်ချိန်ကြာလို့ရှိရင် even ACC ပြီးရဆိုရင်တော့မှသူတို့အနေနဲ့ဒီ CPA ကိုသူတို့ပို့ပြီးတော့လောက်ခိုင်းတာမျိုးလည်းကြားဘူးပဲပေါ့နော်ဆိုတော့ဒီလိုမျိုး CPA ရှိထားရင်တော့ဒါကိုယ့်အတွက်ကဒါတခြားမြန်မာနိုင်ငံမှာပဲလောက်တာဖြစ်စင်ကာပူမှာပဲလောက်တာဖြစ်ဒါကောင်းကိုယ့်အတွက်ကိုဒါသုံးဝင်နိုင်တဲ့certificate တစ်ခုဖြစ်မယ်ပေါ့နော်လေတခုအမဖြတ်ပြောလာအောင်မဲ့တချို့ certificate တွေကနော်ရမအမသိတဲ့လောက်တော့ဥပမာ CPHR တို့တချို့ PMB တို့ကလေအဲ့မြန်မာပြည်ကနေဒါမှမဟုတ်လေတခြားနိုင်ငံတွေကနေလှမ်းတက်လို့ရတာတွေရှိတယ်နော်ဒီကနေဒါအတိအမှတ်ပြုတဲ့ဟာတွေကိုလေဟုတ်တယ်မှာရတယ်အဲ့တော့အဲ့ဟာလေညီမတကယ်လို့ပေါ့နော်သူတို့အနေနဲ့အဲ့လိုမျိုးဒီတက်နေတဲ့သူတွေအနေနဲ့ပေါ့နော်ကြိုပြီးတော့ပြင်နေတဲ့အချိန်လည်းရှိရဆိုလို့ရှိရင်ကိုဘယ် career ကိုသွားနေတယ်ဆိုတာလည်းသိကြရဆိုလို့ရှိရင်ဒီလိုမျိုးလေးတက်ထားရတယ်မမှားဘူးလို့တော့ထင်တယ်ဒါကိုယ့်ရဲ့ career မှာတချို့တစ်ခွေကြလို့ရှိရင်ပြန်ပြီးတော့အသုံးဝင်လာမယ့်ဟာမျိုးပဲပေါ့နော်
နောက်တစ်ခုကလေအမသိချင်တာဥပမာ skill ဘိုင်းနဲ့ဆိုရင်လေဟိုကနေဒါကအလုပ်ရှင်တွေကဘယ်လို skill တွေကိုအဓိကထားကြည့်လဲပေါ့နော် skill ဆိုတာဥပမာထားတော့ soft skill ဘိုင်းပေါ့ဘယ် career ပဲဖြစ်ဖြစ်ဟုတ်ကဲ့အမဆိုတော့ခုနကskills ကတော့လေညီမထင်တယ်တော်တော်များဟိုကနေဒါမှမဟုတ်ပါဘူးအကုန်လုံးကြည့်ရဲ့ skills ကတော့တူတူပဲဖြစ်မှာပဲပေါ့နော်ဒါပေမဲ့တခုပဲဟိုကနေဒါမှာကျတော့သူတို့ရဲ့ဒီ work culture နဲ့သူတို့အနေနဲ့ဟိုဘယ်လိုမျိုး adapt လုပ်နိုင်လဲဆိုတော့ဒီ adaptability ပေါ့ဒါတော့သူတို့အနေနဲ့ပို့ပြီးတော့ကြည့်မယ်တဲ့ပြီးတော့နောက်တစ်ခုကကျတော့ကနေဒါမှာက relationship ကဟိုအရေးကြီးရပေါ့နော်ဟိုသူတို့အနေနဲ့ဥပမာထားပါတော့နှစ်ယောက်စလုံးဟိုကြိုက်တဲ့သူတူနေဆိုရင်တော့မှ refresh ရဲ့လူမျိုးကိုခန့်နေတာမျိုးရှိတယ်။အကြောင်းလဲဆိုတော့သူတို့အနေနဲ့ဒီလူကသိပြီးသားလူသူ့ရဲ့ background ကိုစစ်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဆိုတော့ခုနကပြောရတဲ့ communication skills ကောင်းတဲ့သူမျိုးတွေဒီလို social ကောင်းတဲ့သူမျိုးတွေဆိုလို့ရှိရင်သူတို့အနေနဲ့ပို့ပြီးတော့ကြိုက်တယ်လို့တော့ညီမမြင်တယ်တခြား skills နဲ့ဆိုရင်တော့ဖြစ်နိုင်တာလေဟိုခုနကိုမှဒီ AI နဲ့ပတ်သက်တာတို့ခုန digital skills တို့ခုနဒီ software skills တွေပေါ့နော်ဒါမျိုးတွေရှိလို့ရှိရင်ဟိုပို့ပြီးတော့ကောင်းနိုင်တယ်ဥပမာဆိုညီမဆို my work day သုံးနော်ဒီမှာတော်တော်များများ work day ပဲသုံးကြတာဆိုတော့အဲ့ဒါညီမတို့က asset ပဲဟို work day သုံးတာခုနဲ့ညီမဒါ HR မှာလို့ဒါညီမ asset ဖြစ်တယ်ပေါ့နော်နောက်ဒီလိုမျိုးဒီတခြား HR ဆိုလို့ရှိရင်လည်းဒီ ADP တို့ပေါ့ဒါဆိုလို့ရှိရင်တို့တခြားနိုင်ငံတွေမှာလည်းသုံးတယ်အဲ့လိုမျိုးကိုသုံးနိုင်တဲ့ bamboo HR တို့ပေါ့ဒါမျိုးဆိုရှင်ဒါကိုထည့်ပြီးရေးလို့ရတယ်ပြီးတော့ရမခုနပြောသွားတဲ့အထက်မှာအမစိတ်ဝင်စားတာ working culture ပေါ့နော်အဲ့တော့ဒီ corporate တွေမှာရောကနေဒါမှာ working culture ဘယ်လိုမျိုးရှိလဲအဲ့ဟာလေးမှာနည်းနည်းတော့ကွာမယ်ထင်တယ် company ပေါ်မူတည်ပြီးတော့လေဒါပေမဲ့တော်တော်များများဟို Asian နဲ့ကွာတာကတော့လေဒီမှာတအားကြီးအဲ့လိုမျိုး chase မလုပ်ဘူးဒီတစ်ခုတော့ပြီးတော့ဟိုဗာလေအလုပ်တွေပါတယ်ဆိုလို့ရှိရင်သူတို့ရဲ့တအား busy ဖြစ်တယ်ဆိုတဲ့အချိန်ကလေ9နာရီခွဲအလုပ်ဆင်းနေပဲထားပါတော့6နာရီခွဲလောက်ထီကိုနေလိုက်ရတာ busy ဖြစ်တာမျိုးတော့ရှိရပေါ့နော်တိတ်ပြီးတော့အမတို့တော့ဆိုတာပုံမှန်ပဲလေ6ခွဲ over နေရာမျိုးဖြစ်နေပြီလေတော့ဆိုတော့အဲ့လိုမျိုးဒီ work life balance ကတော့ပို့ပြီးတော့အဲ့လိုမျိုးဖြစ်တယ်လို့မြင်တယ်ပြီးတော့သူတို့တချို့သောသူတွေပေါ့နော်တချို့သောဒီလို manager တွေပါဆိုလို့ရှိရင်အဲ့လိုစနေတနင်္ဂနွေတွေပါ chase လုပ်တာမျိုးဆိုရင်မကြိုက်တာတို့ပြီးတော့ရှင်ဟိုအဲ့လိုမျိုးပေါ့အဲ့လိုညနေ9 နာရီရုံးစင်းနေဆိုမပြန်ရလို့ရှိရင်မကြိုက်တာအဲ့လိုမျိုးတွေလည်းကြားဘူးရပေါ့နော်ညီမအလုပ်ကတော့အဲ့လောက်ထိတော့မပြောင်းဘူးဆိုညီမကြိုက်အခုလောဆယ်ဒီ Asian related ဒီ company မှာလုပ်နေရဆိုတော့လေဟိုတိတ်တော့အဲ့လောက်တော့မဆိုဒါပေမဲ့ even အဲ့ခါတော့မှညီမအနေနဲ့ work life balance ညီမ9 ပွဲတောင်သွားတဲ့အိမ်ပြန်ပြီလိုက်တာအေးလေအေးပေါ်ဒါတော့ကောင်းတဲ့အချက်ပေါ့ဘာပဲဖြစ် balance ဖြစ်တဲ့ဟာဒါတော့အမစိတ်ထင်တော့လေAsia နဲ့ West ရဲ့ကွာခြားချက်ဖြစ်မယ်နဲ့တူတယ် Europe မှာဆိုလဲအမတငယ်ချင်းတွေဆိုပြောကြရတယ်ဟာဖွင့်နေရများလုံးလို့ခရီးပဲသွားနေရတယ်တကယ်မလားအလုပ်ဆိုလဲဒါ work from home လုပ်လို့ရတယ်ဟိုဘာလို့ပေါ့နော်ဒါကတော့ Asia နဲ့အဓိကကွာပေါ့ Asia ကျတော့ economy ကလည်း booming ဖြစ်နေရလူတွေကလည်း young driven ဖြစ်တာဆိုတော့လေအဲ့ဒီဟာလေးပေါ့နောက်တစ်ခုအမသိချင်တာကကြတော့လေဥပမာအခုရမုံဆိုရင်ဒီကျောင်းပြီးတဲ့အချိန်မှာမပြီးခင်မှာအလုပ်လျှောက်တာလားကျောင်းပြီးသွားတော့မှအလုပ်လျှောက်တာလားဘယ်အချိန်လောက်မှစပြီးအလုပ်ရှာတယ်လဲအမှန်တကယ်တော့လေမပြီးခင်3 လလောက်ပဲအလုပ်ရှာတယ်နဲ့အမဘာကြတော့ညီမကကံကောင်းပြီးတော့ part time ကနေပြီးတော့အလုပ်လုပ်နေတဲ့ company ကနေပြီးတော့ full time ချိန်လိုက်တာဆိုတော့ညီမအကြောင်းမပြီးခင်ညီမအလုပ်ရတာလို့ဖြစ်သွားတာဆိုတော့ကံကောင်းသွားတာပေါ့ညီမအကြောင်းမပြီးခင်ဒီလလိုမှအလုပ်ရသွားတာဒါပေမဲ့အကြောင်းပြီးချင်းမှရှောက်မယ်ဆိုလို့ရှိရင်တော်တော်များများဒီ6 လ 9 လလောက်ကြာတယ်ဆိုတော့အကောင်းဆုံးကတော့ဒီကျောင်းမပြီးခင်ဒီရွာလာပေါ့နောက်ဆုံး final semester ရောက်ပြီဆိုတာနဲ့စပြီး resume ပြင်မယ်ပြီးတော့လို့ရှိရင်ခုန job fair ရှင် job fair တက်မယ် network event တွေတက်မယ်ပြီးတော့လို့ရှိရင်ခုနကလိုမျိုးပေါ့ကိုယ့်ရဲ့ဒီ career ကိုစပြီးတော့ grow လုပ်ဖို့လုပ်တဲ့အချိန်ဖြစ်တယ်ပေါ့နော်နောက်ဆုံး3 လကတော့အဲ့တော့လေအမားတို့ခုပြောသွားတဲ့ဟာမှာမေးချင်တာထပ်ပြီးတော့clarify လုပ်ချင်တာရှိရင်လည်းဒီအမားတို့ chat box ကနေပြီးတော့မေးခွန်းတွေမေးလို့ရတယ်เนาะအမားတို့မေးခွန်းဖြည့်ပေးတဲ့အချိန်ကျရင်အဲ့ဒီမေးခွန်းတွေအကုန်လုံးဖြည့်ပေးပါမယ်အဲ့တော့နောက်တစ်ခုကရမုံခုနအရှိမ2 ခါ 3 ခါလောက်ပြောရဲပေါ့เนาะ networking လုပ်ရမယ် relationship တည်ဆောက်ရမယ်ဆိုတော့လေကျောင်းသားတစ်ယောက်အနေနဲ့ဆိုရင်ကျောင်းတက်တဲ့အချိန်တွေကဘယ်လို networking ပွဲတွေသွားတဲ့လဲဘယ်လိုမျိုးဒီ connection တွေရအောင်လုပ်တဲ့လဲပေါ့เนาะဟုတ်ကဲ့မဒီမှာခုနကကျောင်းတက်တဲ့ဟိုဗာ networking ပွဲမသွားခင်လေဒီမှာအဲ့ဟာနဲ့ပတ်သက်ပြီးမမေ့ခင်လေဒီမှာဆိုတော့
ဒီကျောင်းသားပဲဖြစ်ဖြစ် new ခံမှာပဲဖြစ်ဖြစ်လေဒီမှာကောင်းတာကလေအစိုးရဘက်ကဒီဟို government support ပေါ့နော်ခုနဒီ new ခံမှာအတွက်ကိုလုပ်ပေးရဒီလို program တွေရှိတယ်ညီမအခုထားပါတစ်ချက်လေးဒါလေးနာမည်လေးကြည့်မယ်နော်အခုဆိုလို့ရှိရင်ညီမတို့ဒီမှာဆိုလို့ရှိရင်က ISS of BC ဆိုတာဒီသူတို့ဒီလို mentoring နေပြီးတော့ရှင်ကဒီ career path တွေပေါ့အဲ့လိုအတွက်ကိုဒီသူတို့ဒီအစိုးရတွေပါ free လုပ်ပေးရ webinar တွေရှိတယ်ပြီးရင် mentoring နဲ့ချိတ်ပေးရရှိတယ်အဲ့ဒါဟိုကောင်းတယ်ပေါ့နော်ကိုသုံးတက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးလုပ်လို့ရတယ်အဲ့ဒီကနေပြီးတော့ networking လုပ်လို့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့newcomer service in Canada ဒါ newcomer တွေအတွက်ကိုပဲတက်အဲ့လိုမျိုးပေါ့ network လုပ်ပေးတာမျိုးတွေပြီးရင်သူတို့အတွက် training program တွေဒီမှာ skill trade ဆိုပြီး training တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကိုတက်လို့ရအောင်လုပ်ပေးတာလည်းရှိတယ်သူတို့အနေနဲ့က newcomer ဆိုတာညီမမိုင်းရင်အဲ့လိုနှစ်လားတစ်နှစ်ခွဲလားမသိဘူးသူတို့ newcomer လို့ကောင်းလို့တယ်ပေါ့နော်ဆိုတော့အဲ့လိုအချိန်မှာဆိုလို့ရှိရင်အဲ့လိုဟာတွေတက်လို့ရတယ်သူတို့ဒီဘက် government ကနေပြီးကူညီပေးရပေါ့တော်တော်များများကလေဒီလိုလာတဲ့လူတွေပါအဲ့ဒါကို miss out ဖြစ်နေရလို့ညီမမြင်နေပေါ့နော်။ဘာကြောင့်လဲဆိုတော့အကုန်လုံးကဟို network နဲ့ဟိုအပြင်မှာလုပ်ကြရဲ networking event တွေသွားရဲဒါပေမဲ့ညီမအဲ့ဒါကိုဘယ်လိုသွားပြီး found out ဖြစ်သွားလဲဆိုတော့ညီမဒီ job fair တစ်ခုသွားရင်လည်းအဲ့ job fair မှာညီမရဲ့ client နဲ့သူနဲ့အဲ့လိုချိန်မိရနဲ့သူဒီ government ဒီလိုလုပ်ပေးနေရဆိုရင်ညီမကသူကထည့်ပေးလိုက်တော့ညီမက mentor ရသွားတာ။အဲ့ mentor ညီမဟို profit ဖြစ်တယ်ပေါ့နော်ညီမတို့သူညီမကို networking event တွေကိုခေါ်သွားဖို့လုပ်ပေးတယ်။ဒီမိတ်ဆက်တော့အဲ့လိုမျိုးအလကားရတဲ့ဟာဆိုလို့ရှိရင်ဟိုသုံးဖို့ပေါ့နော်ဒီအစိုးရပေးထားတဲ့လကားရရဆိုကိုသုံးဖို့အတွက်လိုအပ်တယ်အဲ့ဒါလေးတွေသိအောင်လုပ်ဖို့ပေါ့နော်ဒီမှာပြီးရင်ဒီထဲမှာ link နေတယ်ပို့ပေးပါမယ်နောက်တစ်ခုကကြတော့အဲ့လိုဒီဘက် government ဘက်ကမဟုတ်ဘဲနဲ့ဒီမှာဆိုလို့ရှိရင် job fair သွားလို့ရတယ်ပြီးတော့ဒီ app နှစ်ခုရှိတယ်ဒီမှာ Eventbrite ဆိုတာရယ် Meetup ဆိုတာရယ်ဆိုတော့အဲ့ဒါတွေကခုနလိုမျိုးပေါ့လို့ game တွေသွားဆော့ရတာပြီးလို့ရှိရင်အဲ့လိုမျိုး network event တွေလုပ်ရအောင်အဲ့လိုမျိုးတွေအတွက်ကိုသူကတော့ပတ်စံပေးရတယ်တချို့ဟာတွေက free ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့တော်တော်များများညီမမြင်တာပတ်စံလေးပေးရတာရှိတတ်တယ်အဲ့လိုသွား join လုပ်ရတာရှိတယ်ပြီးရင်နောက်တစ်ခုကတော့ခုနပြောဒီတချို့ဒီ ID တွေပါဆိုရှင်သူတို့ဒီ industry seminar တွေအများကြီးလုပ်တယ်ပေါ့နော်ဒီ network တွေလုပ်ကြရတယ်ခုနဒီHR ဆိုတော့ HR နဲ့ပတ်သက်တဲ့ data CPHR seminar ပေါ့ဒါမျိုးတွေသွားပေါ့နော်ဒီကနေပြီးတော့ပို့ပြီးတော့ဒီ network ရနိုင်တယ်လို့ညီမထင်တယ်မှာဟိုကလေ meetup ကအမလည်းတုံးတယ်ဘယ်နိုင်ငံသွားဟို meetup ကို install လုပ်ထားလိုက်တယ်ပြီးရင်ဥမာထားပါတော့ကိုကကမ္ဘောဒီးယားသွားရင်ကမ္ဘောဒီးယားဟာကိုကြည့်တယ်ဒူဘိုင်းသွားရင်ဒူဘိုင်းဟာကိုကြည့်တယ်ဗီယက်နမ်ဆိုဗီယက်နမ်ကြည့်တယ်အဲ့တော့ဟိုအဲ့မှာကြတော့လေအကုန်လုံး language လည်းသင်လို့ရတယ်ပြီးရင်ဥမာကိုစိတ်ဝင်စားတာပေါ့အမဆိုတောင်တက်တာစိတ်ဝင်စားတယ်အဲ့ကနေအမဟောင်ကောင်တော့ဆိုရင်အဲ့ meetup ကနေပြီးတော့အဲ့လိုပဲ sign up လုပ်လိုက်ပြီးတောင်သွားတက်တယ်ဒီဇိမ်းတွေနဲ့အရန်ပျော်ဖို့ကောင်းတာသိလားဟိုအကုန်လုံးကဘယ်လိုပြောမလဲအဲ့ဒီ meetup group ကလူတွေကလေအရန် welcoming ဖြစ်တယ်အခုမှသာတွေ့ဘူးတာဟာတငယ်ချင်းတွေလိုပဲအဲ့ဒီတနေကုန်တောင်တက်ကြအားစကားတွေပြောကြအဲ့လိုဖလှယ်ကြပေါ့နော်ဆိုတော့ဟိုဒါနိုင်ငံတိုင်းမှာသုံးလို့ရတယ်အဲ့ဒီကနေလဲ connection တွေရပြီးတော့စဖြစ်သွားတာမျိုးတွေလည်းရှိတယ်ဆိုတော့အမတို့ပြီးရင်အဲ့ဒီ list လေးတွေတော့ဒီထဲမှာတက်ဟွာဖြစ်ပေးမယ်အမ Telegram channel မှာလည်းအမ share ပေးမယ်ပေါ့နော်အဲ့တော့ဟို networking လုပ်တယ်ဟုတ်တယ်အဲ့တော့အလုပ်လျှောက်တဲ့အခါမှာရောဘယ် channel တွေကနေအဓိကရှောက်ရလဲပေါ့နော်အလုံးရှောက်တဲ့ခါမှာလေနံပါတ်1ကတော့ခုနပြောလို့ပေါ့နော်ခုနreferral ကတော့အကောင်းဆုံးပဲခုနဒီ referral နဲ့သွားတဲ့ channel ပေါ့နော်ဒါတော့ရှိမယ်ပြီးရင်နောက်တစ်ခုကဒီမှာ Indeed ပေါ့နော် Indeed သုံးလို့ရတယ် LinkedIn ကနေပြီးတော့ရှောက်လို့ရတာရှိတယ်ပြီးရင်ဒီမှာ Glassdoor သုံးတယ် Monster သုံးတယ်ဒါတွေကိုသုံးပြီးတော့ရှောက်လို့ရတာရှိတယ်ပြီးတော့ရမုံနောက်တစ်ခုပေါ့နော်ထပ်ပြီးတော့ဟိုတတိထားမိရလေcompany website ကိုတိုက်ရိုက်သွားရှောက်တာမျိုးကပို့ပြီးတော့ effective ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တစ်ခါလေသွားလို့ရှိရင် Indeed မှာတော့တင်လိုက်တယ်။ CV ကတအားများတာဒီမှာလေ2ရက်လောက်ဖွင့်လိုက်တာနဲ့အမ CV 300လောက်ရတယ်။ဘာယူမလေးအဲ့ဒါကိုHR တွေကဥပမာရမုံဆိုအခု recruitment လည်းလုပ်နေတာဆိုတော့လေဟိုဘယ်လိုမျိုး screening လုပ်လဲပေါ့နော်အမတို့မြန်မာပြည်မှာလူ100လောက်တောင်အသက်ကုန်ရှာရတာလေ qualify ဖြစ်တဲ့သူဟုတ်ဒီမှာဟုတ်အဲ့ဒါလည်းဒီမှာပြောချင်တာလေဒီမှာကATS system ဆိုတာကိုသုံးတယ်applicant tracking system ပေါ့နော်ဆိုတော့အဲ့ဒီမှာဘယ်လိုမျိုးသွားလဲဆိုလို့ရှိရင်သူက score ပေးရဟို candidate ရလာပြီဆိုလို့ရှိရင်သူ့မှာ score လေးရှိရပါဒီ candidate က score က 60% match ဖြစ်တယ် 80% match ဖြစ်တယ်အဲ့လိုဆိုလို့ရှိရင်ညီမတို့ကအဲ့ဒီ people ကိုအရင်ဆုံးသွားကြည့်လိုက်တယ်သူတို့အဆင်ပြေလားမပြေလားပေါ့သူတို့တော့ကကြာကြည့်ဖို့ chance များသွားပါတော့ကျင်းတဲ့သူတွေလည်းမကြည့်ရမဟုတ်ဘူးကြည့်ရောကြည့်ရဲဒါပေမဲ့ခုနပြောတဲ့သူတွေဒီညီမတို့က main priority ပဲသူတို့အဆင်မပြေဘူးဆိုတခြားလူကိုကြည့်တယ်ဆိုတော့ကိုက CD ပြင်ပြီဆိုလို့ရှိရင်ခုန ATS system နဲ့ကြိုက်အောင်ခုနကိုယ့်ရဲ့ JD ကိုဘယ်လိုမျိုးကိုယ့်အလုပ် responsibility ကို JD နဲ့ဘယ်လို match ဖြစ်အောင်ပြင်မလဲဆိုတာက
အရန်ရေးကြီးတယ်မှာအမတော်မလေး ADS ကြောင့်ဟိုတနေ့က Telegram channel မှာပြောပြသေးတဲ့ဒီ Career Catalyst ဟို channel မှာပေါ့နော်တော်တော်များများမြန်မာပြည်ကလူတွေကじゃ ADS ကိုတိတ်ပြီးတော့အကျွမ်းတဝင်မရှိဘူးဒါပြောရရင်အမတို့လည်းမြန်မာပြည်မှာလုပ်ခဲ့တော့ဒါ ADS ဆိုတာဘာမှန်းတောင်သိချာမသိဘူးပေါ့နော်ဘာလို့ကို့မှာလည်း CV တွေကများပေမဲ့ဒီတိုင်း manual ပဲလုပ်တာဆိုတော့တကယ်လည်းနိုင်ငံခြားရောက်သွားတဲ့အခါမှာလေ ADS ကတော်တော်အရေးပါတယ်ခုနပြောသလိုမျိုးနိုင်ငံခြားမှာအလုပ်တစ်ခုခေါ်လိုက်တယ်ဆိုအနည်းဆုံးမရဘူးဆိုလူက100ကျော်200ဒါပထမတစ်ရက်ထဲနဲ့ရတာပေါ့နော်အဲ့လူတွေနဲ့ကိုကအဲ့ဒါကြတော့ဘာအမှမြင်လဲဆိုတော့လေအရေးချင်းရှိတာမရှိတာထက် CV ပြင်တဲ့ပုံမှာပဲမူတည်တော့တယ်တိလားကိုဘလောက်ပဲအရေးချင်းရှိနေတခါလေခေါ်မခံရတာမျိုးတွေရှိတယ်အဲ့တော့အမားများဆုံးအမားတစ်ခုကဒါအမားရဲ့အတွေ့အကြုံရရောဒီဟိုပါပေါ့နော်ဒီ recruiter တွေ ATS သုံးတဲ့ recruiter တွေပြောတာလေမြန်မာပြည်မှာဆိုတော်တော်များများခုနောက်ပိုင်းဘာကိုသုံးလဲဆို canvas ကိုသုံးပြီး CV ပြင်ကြရတယ်လေဒီဇိုင်းမျိုးစုံလေးလှလှလေးလေအဲ့ဒီ canvas ကအဲ့ဒီ ATS သုံးတဲ့ recruiter တွေပြောတာတော့ဒီ ATS ဖတ်ဖို့အတွက်က percentage အရန်ဟိုဟာဖြစ်တယ်ပေါ့နော် ATS ကိုဖြတ်နိုင်ဖို့အတွက် percentage အရန်နည်းတယ်ဘာလို့လဲဆိုတော့ဒါ canvas format တိုင်းတော့မဟုတ်တချို့ format တွေက complicated ဖြစ်တဲ့ခါကျမှ system လူမဟုတ်တဲ့အတွက်မဖတ်နိုင်ဘူးပြီးရင် तू ကအဲ့လိုမျိုး color တွေ font တွေအဲ့လိုမျိုး design တွေတအားရှုပ်ရှက်ခတ်သွားရင်လည်းမဖတ်တတ်ဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်များသောအားဖြင့်ကောင်းတာကတော့ ATS ကဒီတင်မယ်ဆိုရင် PDF file Word file အဲ့လိုပုံစံမျိုးနဲ့တင်တာပိုကောင်းတယ်ပြီးရင် CV ပြင်ရင်လည်းအရင်ကြီးပေါ့နော် canvas သုံးရင်တော့အရင် complicated design တွေတအားဟိုဘယ်လိုညွှန်ထားတဲ့ design မျိုးတွေမလုပ်တာကောင်းတယ်ဆိုပြီးတော့ပြောတယ်ရမောဘယ်လိုမြင်လဲတကယ်လို့အမပြောတော့မှညီမတာစိတ်ဝင်စားသွားလေညီမမသိခဲ့ရမှာပေါ့နော်ဒါလုံးဝညီမတို့ညီဆိုတော့ဥမာထားပါတော့ canvas မှာပြင်လိုက်တယ်ဒါပေမဲ့ PDF နဲ့ပြောင်းပြီးတင်ရောမရနိုင်အောင်လားအမကြတော့လေ PDF နဲ့ပြောင်းပြီးတင်တာမရလားဆိုတာလေ form ဘာလို့ပြောမလဲအမားတို့ဒီဘာနဲ့ save လုပ်လဲဆိုတာလည်းမူတည်တယ်လို့အထက်ကပါတဲ့ content ကလည်းမူတည်တယ်ဥပမာထားပါတော့အမဆိုရင်ကအမရဲ့မြန်မာနာမည်ရှိမယ်အင်္ဂလိပ်နာမည်ရှိမယ်အဲ့ဒါကိုအမဒီလိုမျိုးဘယ်လိုဘာလဲ add sign လား Laura add ချိုးကြီးဆိုရင်အဲ့လိုမျိုးလုပ်တာအဲ့လို sign တွေဆိုလဲတခါလေတချို့ ATS system တွေကမဖတ်တတ်ဘူးလို့ပြောတယ်အဲ့တော့အမအခုဘာလုပ်ရလဲဆိုကွင်းစာကွင်းပိန်နဲ့အမရဲ့ဒီဟိုအင်္ဂလိပ်နာမည်ကိုအမထည့်ရတယ်အဲ့လိုမျိုးပေါ့နော်အမလည်းအဲ့လိုမျိုးပဲဟိုဘယ်လိုပြောလဲနည်းနည်းသူတို့ပြောတဲ့ဟာကိုလိုက်ပြီးတော့အဲ့လိုလုပ်ကြည့်တာပေါ့နော်အဲ့ဒါလေးရှိတယ်နောက်တချို့တွေကြတော့လေအဲ့လိုမျိုးဒီ font တွေကိုကွာဟိုလိုမျိုးဟိုတစ်ခုဒီတစ်ခု color တွေထည့်တာတို့ပြီးသွားရင်တော့ဟာလေ scale ဆိုရင်လေသူတို့ကဒီလိုမျိုးလေးဟိုအမတို့မြင်မှုပါတယ်အတန်းနေနဲ့လေသိရမှာဘယ်လောက်ထိသွားတယ်တို့ဘယ်လောက် percentage အဲ့ဒါတွေက system ကမဖတ်တတ်ဘူးလို့ပြောတယ်ဟုတ်ကဲ့အမဟုတ် very interesting ညီမလေးအမှန်တိုင်းပြောညီမစီပြင်လဲညီမကင်မရာနဲ့ပြင်တာပါတော်ကင်မရာလိုက်ကင်မရာနဲ့ကမပြင်လဲလို့အမကဆိုလို့ကျင်တာမဟုတ်ပြင်တော့ပြင်ဒါပေမဲ့ complicated မဖြစ်စေနဲ့ပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်တစ်ခုအမသိထားတာဘာလဲဆိုရင်အဲ့ဒီCV မှာဟိုဥစားပေါ့နော်ဘာပြောချင်တာလဲအဓိကကတော့ကိုက JD ကိုဖတ်မှာATS က तू က instruction ပေးထားတာဘာလဲဆိုရင် तू က keyword တွေနဲ့ပေးထားတာဥပမာ for example အမတို့ဒီ sales manager တယောက်ခေါ်မယ်ဆိုရင် तू က selling ဘယ်လောက်လုပ်နိုင်လဲ negotiation ဘယ်လိုလုပ်နိုင်လဲသိရမလားဥပမာ rejection handling ပေါ့နော်အဲ့လိုမျိုးဘယ်လိုလုပ်နိုင်လဲအဲ့လို keyword တွေနဲ့ ATS ကို instruction ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကို CV ထဲမှာအဲ့လိုမျိုးစကားလုံးတွေမပါဘူးဆိုရင် auto cut out ပဲ auto reject ဖြစ်တာမျိုးတွေရှိတယ်အဲ့တော့တော်တော်များများရှိရလေဟာ CV တစ်စောင်ပြင်ပြီးရင်ရှိသမျှအလုပ်တွေတစ်နေ့ကို100လောက်ထိုင်ရှောက်မယ်ဆိုတဲ့လူတွေရှိတယ်အဲ့လိုကဘလို့မှအဆင်မပြေဘူးညီမအဲ့ဒါလည်းပြောချင်တာအမဟိုပါလေ CV ပြင်ပေါ့နော်ဒီ resume ပြင်လို့ရှိရင်ညီမအဲ့ဒါလေးပြောချင်တာလေအဓိကဘလို့တက်တွေကိုဟိုသတိထားတယ်လဲဆိုရင်လေ Canadian မှာ Canadian resume style ကရှိရပေါ့နော်ဆိုတော့အဲ့ဒါကိုဟိုရမုံရရောက်ချင်မှာမသိခဲ့ဘူးမသိတော့ရမုံစိတ်ထဲမှာတနာအောင်ငါအများကြီးလုပ်ထားဆိုလို့ရှိရင်ပုံကောင်းမယ်ပေါ့နော်ဆိုတော့ဟိုငငယ်လေးဟာရစာထည့်တာဟိုမှာ volunteer လုပ်ခဲ့တာဟိုနိုင်ငံခြားသွားခဲ့တာအဲ့လိုတွေပေါ်တော့ကြီးရပါတော့ဒါပေမဲ့ဒီမှာကျတော့အများဆုံးသူတို့ဒီသဘောကျတာဒီဥပမာထားပါ entry level mid level လို့ရှိရင်1 page ပဲမှာ1 page set ပုံအဲ့ဒါဘယ်လောက်အတွေ့အကြုံဆိုဥပမာထားပါတော့1 to 3 year ဆိုရင်1 page ပဲလား I would say like အမ6နှစ်လောက်9နှစ်လောက်ထိကို1 page သွားတယ်အမညီမအခုပေါ့ညီမဆိုရင်အခုဆို9နှစ်10နှစ်ဖြစ်သွားပြီပေါ့ဒါပေမဲ့ညီမ 1 page နဲ့ fit ဖြစ်အောင်လုပ်တယ်ကျန်တဲ့ဒီ10နှစ်လောက်ထိတောင်မှသူတို့1 page နဲ့ရအောင်သူတို့ရေးကြတယ်အဲ့လိုတော်များသွားပြီခုနအမားလိုမျိုးပေါ့16နှစ်တည်းပဲဖြစ်သွားပြီ maximum 2 page ပေါ့2 page တော့မကျော်သေးဘူးပေါ့အဲ့ဒါလေဟုတ်အမ CV ဆို3မျက်နှာရှိတယ်ထည့်စရာတွေအများကြီးပဲဆို
ညီမစီပြီးတဲ့အရေးက2 နှစ်နာခွဲလာသိမရှိရဘာရေးထားလဲမသိအများကြီးပဲဒီလားအေးလေအေးလေအေးလေ ရေးရအေးတာအဲ့ဒါအေးလေအေးလေဟုတ်တယ်ဟုတ်တယ်အဲ့ဆိုအမဆိုရင်တေးကြတယ်3မျက်နှာနဲ့ရှောင်းရင် auto reject ဖြစ်လောက်ပြီအမကတော့ expert ဖြစ်သွားပြီဆိုတော့အဓိကဟိုဘယ်လိုမျိုးတွေပေါ့နော်ရေးရမလဲဆိုလို့ရှိရင်နံပါတ်1ခုနကတော့ JD ပေါ့ပြင်ပြီဆိုတာနဲ့ညမုံတို့လုပ်တဲ့အမှားခုနအမလည်းထောက်ပြရပေါ့နော်ရှိသမျှဒီအလုပ်တွေအကုန်လုံး CV တစ်စောင်နဲ့ရှောက်တာညီမလည်းလုပ်ခဲ့တဲ့အရင်တော့အဲ့တော့အချိန်ပေးရတယ်လေနော်တစ်ခုတစ်ခုလုပ်တာလေဒါပေမဲ့ဟိုကိုယ်စိတ်ထဲမှာလေးဟိုဒီ quality နဲ့ quantity ဆိုလို့ရှိရင် quality ကပုံပြီးကြည့်ဆိုတာပဲဟိုသဘောထားပေါ့နော်ပြီးတော့လို့ရှိရင်ကိုရှောက်တဲ့ channel ကိုလည်းဒီ indie တစ်ခုထဲမှာပဲရှောက်လို့ရှိရင်တော့မလွယ်ဘူး indie ကလေဟိုအကုန်လုံးတင်ပါဆိုတော့ effort ကအဲ့လောက်ဒီမရောက်မှာဆိုရပါပေါ့နော်ဆိုတော့resume ဘက်ကိုပြန်သွားရရင် resume ပြင်လို့ရှိရင်ကိုလုပ်ခဲ့တဲ့အလုပ်တွေထဲမှာတကယ်ရှောက်တဲ့အလုပ်နဲ့ကြိုက်တဲ့ဟာကိုပဲထည့်မကြိုက်တဲ့ဟာဆိုလို့ရှိရင်မထည့်နဲ့ပေါ့နော်ဥပမာထားပါတော့ညီမဆိုလို့ရှိရင်ခုနကဒီ part time လုပ်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်ဒီ door တွေကိုပထမဆုံး part time ကဒီ door တွေကိုကူညီပေးရပါတော့လို့ customer service ဆိုလို့လုပ်ပေးရဒါပေမဲ့ညီမရှောက်တဲ့ HR နဲ့ဘာမှမဆိုင်ဘူးအဲဆိုညီမထည့်စရာမလိုအဲ့ဒါမျိုးဖြုတ်ခဲ့လို့ရတယ်နောက်တခြားဟာတွေပေါ့နော် HR နဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်ထည့်လို့ရတယ်အရေးအလုံးမှာဆိုလို့ရှိရင်လည်းဘလောက်အထိဥပမာထားပါညီမဆိုလို့ရှိရင် external အမသိပါရညီမ external recruitment လုပ်ခဲ့တာ哦ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ညီမအဲ့တည်းကမဆိုင်တဲ့ဟာတွေဆိုညီမအကုန်ဖြုတ်လိုက်တယ်ဟိုနည်းနည်းပဲ HR နဲ့ပတ်သက်တာပဲထည့်တော့ကြောင်းလားနှစ်ကြောင်းလားပဲထည့်အဲ့လိုမျိုးပေါ့တကယ်ကိုနဲ့ပတ်သက်တဲ့ဟာကိုပဲရေးမယ်ရေးတဲ့အခါမှာလည်းခုနကဒီဟိုပေါ့နော်ဒီ smart ပေါ့နော်ဟိုဘယ်လိုမျိုးဒီ specific ဖြစ်မလဲ measurable ဖြစ်မလဲဘယ်လိုမျိုးလဲဆိုတာမျိုးရေးဖို့လိုတယ်ပြီးရင်က number တွေပြဖို့လိုတယ်ဆိုတော့အဲ့ဒါဒီသူတို့ကလုံးဝ catchy ဖြစ်စေရပေါ့နော်ပြီးရင်တော်တော်များများကတော့ဒီတချို့ ChatGPT တွေပါသုံးရပါတယ်ဟိုညီမတို့လည်း reference အတွက်သုံးတယ်ပေါ့နော်ဒါပေမဲ့ညီမရဲ့ mentor ပြောပြတာဒီ reference လုပ်တာလုပ်လို့ရတယ်ဒါပေမဲ့ copy and paste မလုပ်နဲ့အရန်သိတာရယ်ပေါ့နော်အဲ့လိုမျိုးအခုကအရန်အဲ့ဒါတွေများလာတယ်ဒီစရာတစ်ခုပြောရရင်တစ်ခေါက်ကအမတို့ဒီ episode 1မှာတော့အမတို့တယောက်ကမေးခွန်းမေးတယ်။ तू ကမက်လော်ရာကိုတဲ့ तू ဘယ်လိုမေးရမလဲဆိုပြီး तू ChatGPT ကိုမေးလိုက်ပုံရအဲ့ဒါကိုလုံးဝ copy ကူးပြီးတော့ ChatGPT ကပြောထားတယ်လော်ရာကိုနင်ဒီမေးခွန်းဒီလိုမေးပါဆိုတော့အဲ့တိုင်းကိုကူးပြီးတော့အဲ့ဒီဟို question ထဲမှာထည့်ထားတော့လေအဲ့ဒါကြီးကြာရုပ်ဆိုးတာပေါ့နော်ဒါကအမအလုပ်ခေါ်တာမဟုတ်ဘူးလေတကယ်လို့ဒါအမအလုပ်ခေါ်တဲ့လူဆိုရင်ဒီလိုရွေးတော့မှာမဟုတ်ဟုတ်တယ်အမပြီးတော့တချို့စကားလုံးတွေကအဲ့ ChatGPT နဲ့သုံးရသိတာရယ်ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးလေးဆိုလို့ရှိရင်နည်းနည်းလေးပြန်ပြီးတော့ဟို paraphrase လုပ်ပြီးတော့ကိုဘယ်လိုမျိုးလေးရေးမလဲကိုယ့်ရဲ့ personalize ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုအဓိကဟိုလိုတယ်ပြီးတော့နောက်တစ်ခုကဒီ resume လုပ်လို့ရှိရင်မြန်မာနိုင်ငံမှာကြတော့ခုနအသက်တို့ဓာတ်ပုံမထည့်တာရှိရလေဒီမှာဓာတ်ပုံမထည့်ရဘူးအသက်တို့ဟို date of birth တို့မထည့်ရဘူးnationality ဘာတော့မှတချို့ဆိုလို့ရှိရင်မထည့်ဖို့တော့ပြောရဲပေါ့နော်ဆိုတော့လုံးဝဟိုကိုယ့်ရဲ့နာမည်ရယ်ပြီးတော့ရင်ခုနကကိုယ့်ဖုန်းနံပါတ်ပြီးတော့လို့ရှိရင်ခုနဒီ summary ပေါ့ executive summary လာမယ်ပြီးရင်အောက်မှာကိုယ့်ရဲ့ဒီ experience မှာမှ relevant ဖြစ်ဆုံး first ပေါ့နော်ပြီးတော့ရှင်အဲ့ဒီမှာ transform ကဒီ education တို့ဘာလို့ထည့်ပေးဖို့လိုတယ်ဆိုတော့ညီမတို့လိုမျိုးဒီ9 နှစ်8နှစ်ကတော့ one page နဲ့ဖြစ်တင်တယ်ပေါ့နော်โอเคအဲ့တော့ CV ပြီးသွားပြီဟုတ်ပြီကိုကအဲ့လိုမျိုးသူတို့အလုပ်ခေါ်ရင်ရောများသောအားဖြင့်ဖုန်းနဲ့ခေါ်တာလားဒါမှမဟုတ်ရင်ထားပါတော့ ဘာလို့မျိုး email နဲ့ပို့ပြီးတော့အကြောင်းကြားတာလား interview ခေါ်ဖို့အတွက်ဆိုရင်ညီမရတဲ့ဒီ interview တွေမှာပေါ့နော်ရခဲ့တဲ့ interview တွေဆိုလို့ရှိရင်သူတို့ပထမဆုံးဖုန်းခေါ်ပြီးတော့ဟိုတခုကကြာတော့ညီမကို email ရင်ပို့တယ်ဒီချိန်ဖုန်းခေါ်မယ်ပြီးတော့လို့ရှိရင်သူဖုန်းခေါ်တယ်ဖုန်း screening ရင်လုပ်တယ်နောက်တစ်ခုကကြာတော့အဲ့လိုမပြောဘူးဒီတိုင်းပဲသူဖုန်းခေါ်ပြီး screening ကိုစလုပ်တယ်ပေါ့နော်နောက်တစ်ခုကကြာတော့ညီမကို email နဲ့သူလေးချစ်ချာဒီချိန်တော့ရမယ်ဆိုပြီးပြောတယ်ဆိုတော့အမကပြောလို့ first မှာ phone screening ရောလာတယ်တချို့ကကြတော့ဒီတိုင်း unexpectedly ခေါ်တယ်တချို့ကကြတော့ email ပို့တယ်ပေါ့နော်ဒါကတော့သူ company နဲ့ HR ရဲ့ preference ပေါ်မူတည်မဲ့တယ်မှာပြီးတော့လေတချို့တွေကအမောက်မေးထားတယ်ရှေ့မှာပြောခဲ့တယ်လို့မျိုးပဲပေါ့နော်မြန်မာပြည်ကနေကနေဒါကိုတန်းပြီးတော့အလုပ်ရှောင်ရင်ရောရနိုင်မလားဆိုပြီးမေးထားတာရှိတယ်ရမောဘယ်လိုထင်လဲရနိုင်တယ်မှာတချို့လေဒါပေမဲ့ညီမအဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ညီမမသိကြဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့အလုပ်မရတာကိုပြောတာမဟုတ်ဘူး။ဟိုခုန pathway ပေါ့နော်ဘယ်လိုမျိုးနည်းလမ်းနဲ့တူလာမှာလဲဘာဗီဇာရမှာလဲဆိုတော့ညီမအနေနဲ့သေချာမသိဘူးပေါ့နော်။အဲ့တော့ကြောင့်ညီမအဲ့ဒါကိုသေချာမပြောတတ်ဘူး။ဒါပေမဲ့တချို့အလုပ်တွေဆိုလို့ရှိရင်ဒီမှာဒါပေမဲ့ညီမထင်တယ် office အလုပ်တော့မဖြစ်တော့ဘူးပေါ့နော်။ဟိုဘယ်လို LMI ဆိုပြီးပြရရှိတယ်ဒီ labor market impact assessment yeah LMI ဆိုပြီးပေးရရှိတယ်ဆိုတော့အဲ့ LMI ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေပေးလဲဆိုလို့ရှိရင်သူတို့လုံးဝဒီ
နာဒီလိုမျိုးcook တို့ပြီးသွားလို့ရှိရင်နာဒီ butcher အဲ့လိုမျိုးလုပ်တွေပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်သူတို့အလုပ်ပေးတယ်အဲ့တော့ကြောင့်မို့သူတို့ဒီမှာလာပြီးတော့အလုပ်လာလုပ်လို့ရတယ်ဒါပေမဲ့ close work ပါမယ်ပေါ့အဲ့လိုမျိုးဒီ company ကနေခဏဒီ company ကလုပ်လို့ရတယ်ဆိုတော့အဲ့လိုတော့ရှိတယ်ဒါတော့ညီမသိရဲ့အပိုင်းပေါ့နော်ညီမမသိရဲ့အပိုင်းတွေလည်းအများကြီးရှိမှာမှာဆိုလို့လေးမှာဟုတ်အဲ့တော့ဟိုတချို့ဒီ career ပေါ်မှာမူတည်ပြီးတော့သွားမှာပေါ့နော်။ဥပမာ agriculture ဆိုရင်ဥပမာ Australia တို့ဘာလို့ဆိုရင်ကွာသူတို့တွေကဒီလိုမျိုးဒီပန်းသီးခုတဲ့လူတို့ဘာလို့ဆိုရင်ဘယ်နိုင်ငံဖြစ်ဖြစ်သူတို့ခေါ်ပြီးတော့အဲ့လိုလောက်ခန့်တာမျိုးတွေရှိရဲ့လေအဲ့လိုမျိုးသွားတာမျိုးရှိရဲ့ဆိုတော့ကိုယ့် career ကဥပမာ IT လားဒါမှမဟုတ်သူတို့စီမှာဒီနိုင်ငံသားတွေမလုပ်နိုင်တဲ့ career မျိုးဆိုရင်တော့ဒါရကောင်းရမယ်ပေါ့နော်။ဒါပေမဲ့အမမြင်တဲ့လောက်တော့ကနေဒါကဒီလိုမျိုးoffice ဘိုင်းတို့နောက်ပြီးတော့ဟိုဘက်မှာဘယ်လိုပြောမလဲ talent များတဲ့အလုပ်ပိုင်းဆိုရင်တော့ဒါ sponsor လုပ်ပြီးတော့ခေါ်မယ်မထင်ဘူးအမညီမအဲ့ဒါလေးတစ်ခုလေးထပ်ဖြည့်ခြင်းလို့မအခုပဲသတိရတော့ဆိုတော့နောက်ထပ်တစ်ခုလေးအဲ့လို market လို့ဖြစ်နေတဲ့ဟာပေါ့နော် scam လို့လည်းပြောလို့ရတယ် scam မဟုတ်ဘူးလို့လည်းပြောလို့ရတယ်သူကတော့ gray area လို့ဖြစ်နေတာပေါ့နော်သူတို့ကတချို့ company အကုန်လုံးတော့မပြောပါဘူးတချို့ company ကပြောလိုက်မယ်သူတို့အလုပ်ရအောင်လုပ်ပေးမယ်အလုပ်တက်ကိုဒီလိုမျိုးလုပ်ပေးမယ်ဆိုတော့သူတို့ပြောတယ်ပေါ့နော်ပြီးရင်ကိုယ့်ဘက်ကပတ်စံဘယ်လောက်ဆိုပြီးပေးရတယ်ပြီးရင်ခေါ်လိုက်တယ်ဒါပေမဲ့တကယ်ကြတော့သူတို့ရဲ့ဒီအလုပ်အောက်မှာသူတို့ခန့်ပေးထားတယ်ဒါပေမဲ့တကယ်ကြတော့သူတို့ရဲ့အလုပ်သမားတွေနဲ့လုပ်လို့မရဘူးဒါပေမဲ့သူတို့မှလည်းလုပ်လို့စရာဗီဇာမရှိတဲ့ကြောင့်မို့လို့အဲ့လို cash job တွေလိုက်ရှာရတယ်သူတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးကြတော့တော်တော်ဒုက္ခရောက်ကြရောက်လာပြီးရနေဆိုတော့အဲ့တခုတော့သတိထားရမယ်ကိုအလုပ်ရှာပြီဆိုလို့ရှိရင်ねအလုပ်ပေးမယ်ကုမ္ပဏီကနေပေးမယ်ဆိုလို့ရှိရင်တကယ် scammer လားဒါမှမဟုတ်လို့ရှိရင်ခုနတကယ်ခိုင်မာရှိတဲ့အလုပ်မျိုးလားဆိုလို့ရှိရင်တော့ကြည့်ဖို့လိုတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင် Burmese in Canada တော့အဲ့လိုမျိုးပေါ့နော် group တွေရှိရပေါ့ group GD အဲ့လိုမျိုးဆိုလို့ရှိရင် post တင်ပြီးတော့မေးကြည့်ဒါဖြစ်နိုင်လားမဖြစ်နိုင်လားဒီမှာရှိနေတဲ့သူတွေကဘာဖြစ်ကိုမှရှိနေတဲ့သူတွေကပို့ပြီးတော့ experience ပေါ့နော်ဒါနဲ့ပတ်သက်ပြီးမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးမေးကြည့်လိုက်တာကိုကောင်းမှထင်တယ်အဲ့ဒါအရင်ကောင်းတယ်ရမောဘာလို့လဲဆိုတော့လေမြန်မာပြည်ကလူတွေကတခုခုဆိုရင် education ဆိုလဲ education agent အလုပ်ဆိုလဲအလုပ် agent တဲ့မှာ agent တွေကိုဒါအားကိုတယ်တကယ်တမ်းကျတော့ခုခေတ်ခါမှာအမတို့မှာ internet တွေရှိတယ်ဥမာ ChatGPT ဆိုရင်အလွယ်ဆုံးသွားမေးလို့ရတယ်ကွာဒါကဘယ်လိုမျိုးရှိလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဆို Google Facebook ကနေထွက်ပြီးတော့ Google မှာရှာရင်ဟိုဒါအများကြီးတည်နိုင်တယ်ဒါပေမဲ့ကိုကတအားဒီ agent ကိုအားကိုပြီးတော့လုပ်ရင်တော့ဒါ scam တွေ့ဖို့ကပုံများတယ်ပေါ့နော်အဲ့တော့အမတို့အချိန်လေးလည်းနည်းနည်းဟို cautious ဖြစ်တော့လေအမအဓိကသိချင်တာနောက်တစ်ခုကကြတော့ဒီ visa နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးဆိုတော့ဥမာရမုံဆိုလဲဒါဆက်ချင်းကကျောင်းနဲ့သွားတယ်ပြီးတော့ရင်ကျောင်းပြီးသွားတဲ့အခါမှာလေအခုလောလောဆယ်ကသူတို့ကဒီအလုပ်လုပ်ခွင့်ကဘယ်လောက်တည်ထားလဲပေါ့နော်ဒီအလုပ်လုပ်ပါမယ်ကကျောင်းရဲ့ length ပုံကြည့်အမညီမကျောင်းက2နှစ်အဲ့အတွက်ကြောင့်မို့လို့နှစ်ဒါမှမဟုတ်ရှင်3နှစ်ပေးရယ်ဆိုတော့ depends ပေါ့နော် political ပြောင်းတဲ့ပေါ်လဲမူတည်နိုင်တယ်တချို့2နှစ်ဒါမှမဟုတ်3နှစ်ပေးရယ်အခုညီမဆိုလို့ရှင်3နှစ်ရတယ် normally ကတော့တော်တော်များများတော့3နှစ်ရကြတယ်ပေါ့နော်ဆိုတော့ခုနပြောကျောင်း length ပေါ်မူတည်ရယ်ပေါ့ဥပမာတစ်နှစ်လာဆိုတော့တစ်နှစ်ပဲရတယ်ညီမလေတကယ်လို့များဟိုတချို့ပေါ့နော်ခုနဒီကျောင်းရွေးဖို့စဉ်းစားနေတဲ့အချိန်မှာရွေးမယ်ဆိုလို့ရှိရင်တစ်နှစ်ကျောင်းတွေကိုမရွေးနဲ့လို့ညီမပြောချင်တယ်ပေါ့နော်အဲဒါဆိုတစ်နှစ်ကျောင်းရွေးရင်ခုနပြောဒီကောင်းတဲ့ကျောင်းတွေ BCI တီးတို့ပါတော့တစ်နှစ်နဲ့ BI ရှိရယ်တအား rush ဖြစ်ရမယ်တအား anxiety များရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တစ်နှစ်နဲ့ပြီးရယ်ပြီးတော့တစ်နှစ်နဲ့နောက်တစ်နှစ်ပဲရရတဲ့အချိန်မှာအဲ့တစ်နှစ်အတွင်းမှာကိုယ့်အတွက်ကို full time အလုပ် experience ကိုရမယ်လို့အာမမခံနိုင်ဘူးเนาะအဲ့တော့ညီမတို့ကတစ်နှစ် experience ရတော့မှ PR 6ခွင့်ရှိတာအမှတ်ပေါင်းပြီးတော့အဲ့တော့ကြောင့်မလို့ပါပါတော့မိုင်းအခုတစ်နှစ်ကျောင်းပြီးသွားတယ်ပြီးရင်ကြားထဲမှာအလုပ်ရှာရဲ့အချိန်ကြီး2လကြာရင်ကြာမယ်3လကြာမယ် right ဆိုတော့အဲ့အချိန်တွင်းမှာဘလို့မှဒီတစ်နှစ်နဲ့ရဖို့ဆိုတာတအားကိုဟိုလောက်ရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးရှာတယ်ねအနည်းဆုံးတော့2နှစ်အဲ့လိုမျိုး program ရှိတဲ့ဟာမျိုးရှာပါအဲ့ဒါဆိုရင်တော့ကိုယ့်အတွက်ပို့ပြီးတော့ safe side ဖြစ်တယ်ပေါ့နော်3နှစ်ရှိတဲ့အောင်3နှစ်တွင်းမှာတော့ဒါတစ်နှစ်ကအလုပ် experience ရအောင်လုပ်ဖို့ရနိုင်တယ်ပေါ့နော်တော့ဒါအကြောင်းကတစ်နှစ်ဆိုရင် visa တစ်နှစ်ရမယ် work permit တစ်နှစ်ရမယ်2နှစ်ဆို2နှစ်ရမယ်ပေါ့အဲ့တော့ဟိုဘလို့အခါမျိုးမှာစပြီးတော့ PR ရှောက်လို့ရတယ်အမညီမဆိုလို့ရှိရင်အခုညီမ pathway ပေါ့နော်တော်တော်များများတော့ဒီ Canadian experience ကသွားကြမယ်လို့ထင်တယ်တော်တော်များများသွားရလမ်းကြောင်းပေါ့နော်တချို့တော့လည်း PNB သွားကြရလည်းရှိမယ်ဆိုတော့ဒီ CEC ဆိုလို့ရှိရင်ကြတော့ပထမဆုံးကျောင်းတက်တယ်ကျောင်းတက်ပြီးသွားလို့ရှိရင်ကျောင်းမဟုတ်ပါဘူးသူကဒီကျောင်းမတက်ဘူးဆိုတော့ကျောင်းအမှတ်မရဘူးเนาะဒါပေမဲ့ညီမတော့ကျောင်းတက်လိုက်တယ်အဲ့တော့ကျောင်းနဲ့ပတ်သက်တဲ့အမှတ်ရတယ်ပြီးတော့အဲ့ဒီကနေပြီးအလုပ်လုပ်တယ်အလုပ်လုပ်လို့တစ်နှစ်ပြည့်ပြီဆိုလို့ရှိရင်စရှောက်လို့ရပြီတကယ်လို့ကိုကတစ်နှစ်နဲ့အမှတ်မမီဘူးဆိုလို့ရှိရင်2နှစ်တိစောက်ဖို့ရလို့ရှိရင်ရှောက်လို့ရရပါတော့เนาะပြီးရင်တော့အဲ့လိုရှောက်လိုက်လို့ရှိရင်ကြာဒီမှာ
PR မှာရှောက်တိုင်းရတာမျိုးမဟုတ်ဘူးပေါ့နော်သူကအမှတ်တက်တဲ့ score system ရှိတယ်ဆိုတော့ကိုကဥမာထားပါတော့ညီမဒီမှာဆိုလို့ရှိရင်အဲ့ဒါလေးလေညီမ share ပေးခြင်းတယ်ပေါ့နော်ကိုသိခြင်းတယ်ဆိုရင် CRS calculator ဆိုတာလေးရှိရပေါ့အဲ့ဒါလေးကိုကြည့်လို့ရှိရင်ကိုကဘယ်လောက်အမှတ်ရှိတယ်ကိုဘာဖြည့်ဖို့လိုလဲဆိုတာကိုသိနိုင်တယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာထားပါတော့ကိုကအသက်20နဲ့29ကြားဆိုလို့ရှိရင်အမှတ်အများဆုံးရတယ်အဲ့လိုမဟုတ်ဘဲနဲ့အသက်30ဖြစ်သွားပြီဆိုတာနဲ့သူဒီ9မှတ်လျော့သွားတယ်ပြီးရင်ထက်ချက်မျိုးမျိုးလျော့သွားတာရှိတယ်ဆိုတော့ဟိုတရားတစ်ခုတည်းနဲ့ပတ်သက်တာတော့မဟုတ်ဘူးအများကြီးနဲ့ခြုံသွားပါတော့ပြီးရင်ခုနပြော education မှာပဲကိုကကျောင်းပြီးရဒါပေမဲ့ကိုတက်တဲ့ကျောင်းကြီး master လား bachelor ပါလားပေါ့မူတည်ပြီးတော့အမှတ်လေးกว่าရှိရပြီးရင်ကိုယ့်ရဲ့ဒီ working experience နိုင်ငံခြားမှာဘယ်လောက်ရခဲ့လဲပြီးရင်ကိုယ့်ရဲ့ဒီဘက်မှာဘယ်လောက် experience ရထားလဲ1 year 2 year ပေါ့မူတည်ပြီးတော့အမှတ်กว่าသွားတာရှိတယ်အဲ့ဒီမှာ experience မှာရှောက်အလုပ်တစ်နှစ်လုပ်တာနဲ့ရတာမဟုတ်ဘူးပေါ့နော်လောလောဆယ်လောရတာ NOC code ဆိုတာရှိရပေါ့နော် National Occupation code if I'm not wrong ဆိုတော့ NOC code ဆိုတာရှိရပေါ့နော်ဆိုတော့အဲ့ဒီအလုပ်ထဲမှာပါတဲ့ဒီ tier 1ဝင်တဲ့အလုပ်ကိုလုံးမှရမှာမဟုတ်လို့ရှိရင် तू ကဒီဟိုအတွက်ကိုဒီ PR လျှောက်လို့မရဘူးပေါ့နော်အဲ့တော့ကြောင့်မို့ကိုကတစ်နှစ် cashier full time လုပ်တယ်ဒါပေမဲ့အလုပ် PR ရမှာမဟုတ်ဘူးအဲ့တော့ PR ရကျင်တယ်ဆိုရင်ဘယ်လုပ်လဲဆိုတာလည်းမူတည်သေးတယ် position ဆိုတာထက်ဥမာ assistant executive ဆိုတာထက်ဘယ်အလုပ်လဲဆိုတဲ့ဟာကအရေးကြီးတာပေါ့နော်ဥမာ part time နေကြီးပဲရှောက်လုပ်နေရင်တော့ဒါ PR ရဖို့မလွယ်ဘူးလုံးလို့ရတယ် part time ဒါပေမဲ့နိုင်နဲ့အဲ့ဒါကြနည်းနည်းပို့ပြီးကျယ်ပြန့်တယ်မှာအဲ့ဒါအေးပေါ့ဒါပေမဲ့အခုထားပါတော့ညီမအခုဒီ HR မှာဆိုလို့ရှိရင် HR assistant အနေနဲ့ရှောက်မယ်ဆိုလို့ရှိရင်ညီမဒီ PR ရှောက်ဖို့ full time မရဘူးအဲ့လိုမဟုတ်ဘဲနဲ့ညီမဒီ HR ထားပါတော့ HR supervisor တို့ဒီလို HR coordinator တို့အဲ့လိုမျိုးအလုပ်နဲ့ရှောက်ပြီဆိုလို့ရှိရင်ညီမ PR ရှောက်လို့ရတယ်ဘာလို့assistant ဒီသူက tier 1ထဲမှာမဝင်တဲ့အတွက်ကြောင့်ပေါ့ဟုတ်စီ okay တချို့ကြတော့လေအမသိထားတာကနေ province ပေါ်မှာမူတည်ပြီးတော့လေ PR ရဖို့လမ်းကြောင်းကပုံမြန်တယ်လို့ပြောကြတယ်ဥပမာလူမနေခြင်းတဲ့ category တို့ဘာတို့အဲ့လိုမျိုးတအားအေးတဲ့နေရာတွေမှာသွားပြီးတော့ရွေးပြီးတော့နေပြီးတော့ရှောက်တဲ့လူတွေလည်းရှိတယ်ဟုတ်ကဲ့မှာဟုတ်အဲ့လိုမျိုး province ပေါ့နော်သူတို့ဒီညီမပြီးရင် link လေး share ပေးပါမယ်ညီမပြောတာဆိုလို့ရှင်အဲ့ link ထဲမှာကြည့်လို့ရှင်တော့အများကြီးပို့ပြီးစုံစုံလင်းကြည့်နိုင်တယ်ပေါ့နော်ဆိုတော့ခုနကပြောလိုမျိုးပဲ province ပေါ်မူတည်ပြီးတော့အခုလောလောဆယ်အစိုးရကကြာဘယ်လိုလုပ်နေရလဲဆိုလို့ရှိရင်ဒီဘက်ဒီ BC တို့ဒီ Toronto ဘက်မှာလူတွေပြုံနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့တခြားဒီ province ဒီအငယ်ဘက်ကိုဒါမှမဟုတ်အေးရဲ့ဘက်တွေကိုလူတွေရွှေ့နေတဲ့သဘောပေါ့နော်ဆိုတော့အဲ့လိုမျိုး plan ကြောင်းတွေဘက်ကိုတွားလို့အတွက်ကိုတခြားဒီ stream တွေထပ်ပြီးတော့ဖွင့်လာတာရှိတယ်ညီမတအားတော့နားမလည်ဘူးအေးဘက်အပိုင်းနဲ့ပတ်သက်ပြီးတော့လေဒါပေမဲ့အဲ့ stream တွေတွားခြင်းတယ်ဆိုလို့ရှိရင်အဲ့နိုင်ငံမှာဆိုအဲ့ကူနာတွားနေလို့ရှိရင်ပို့ပြီးတော့ရှောက်လို့ရတာရှိတယ်ပေါ့နော်အခုတော်တော်များများညီမရဲ့ဒီကျောင်းပြီးရဲ့ university တူတူပြီးရဲ့တငယ်ချင်းတွေတချို့တော်တော်များများဒီအဲ့လိုမျိုးဒီ province အဲ့လိုငယ်တွေဘက်ကိုပြောင်းသွားကြရပေါ့နော်ဘာလို့ဆို PR အတွက်ကိုဆိုင်ရမယ့်အချိန်ဖြစ်လာပြီဆိုတော့အဲ့တလန်ရှိတယ်နောက်တစ်ခုကကြတော့လေဘယ်လိုမျိုးရှိလဲဆိုလို့ရှိရင်ခုနအရင်ကပြောခဲ့လို့ပေါ့သူတို့ဒီ career change ရတယ်ပြီးလို့ရှိရင်ခုနဒီလွယ်တဲ့ဒီ career တွေကိုလုပ်ကြရပေါ့နော် at least PR ရတဲ့အထိပေါ့တချို့ဆိုလို့ရှိရင်ဒီbutcher သွားပြီးတော့အရင်ကကြောက်တက်ခဲ့ရတော့ HR ပဲဒါပေမဲ့ butcher လုပ်ရလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလည်း PR ရဖို့တော့ကိုသူတို့အဲ့လိုလုပ်ကြရပေါ့နော်ဆိုတော့အမျိုးပါပဲမှာဟုတ်အေးပေါ့အဲ့တော့ပြောချင်တာတလန်းချောင်းလည်းမဟုတ်ဘဲနဲ့လမ်းချောင်းမျိုးစုံကနေဘယ်လိုသွားမလဲဆိုတဲ့ဟာအဲ့တော့ကိုယ့်ရဲ့ဥပမာထားပါတော့ကိုယ့်ရဲ့ဥတီချက်ကနေဒါပြောင်းရတာကြောင်းလည်းမဟုတ်ဘာမှလည်းမဟုတ်ဘူး PR ရရေးတို့ရေးတမိသားစုလုံးခေါ်ဖို့အတွက်ဆိုရင်တော့ဒါဘယ်လမ်းချောင်းပဲဖြစ်ဖြစ်ကိုနဲ့ကိုက်ညီမဲ့လမ်းချောင်းကိုရွေးပြီးတော့သွားလို့ရတာပေါ့အဲ့တော့အဓိကကတော့စာများများဖတ်ဖို့လိုတယ် research များများလုပ်ဖို့လိုတယ်ပေါ့နော်ဒါမှသာကိုနဲ့ဘယ်လမ်းချောင်းနဲ့ကိုက်မလဲဆိုတာသိမယ်ပေါ့နော် okay နောက်တစ်ခါကျတော့လေဘာဖြစ်တယ်French အခုလောလောဆယ်မှာအရင် popular ဖြစ်နေရသည်ကို့အမှတ်ကမကောင်းဘူး French ကြိုတက်ထားကြပါ French တက်ထားရင်အမှတ်ကောင်းရဖို့ပိုများတယ်အခုသူတို့လုပ်နေတယ် French ပြည်သစ်ဘာသာစကားပြောတတ်ရင်အဲ့လိုမျိုးရတယ်အဲ့ဒါဆိုလို့အမမေးမလို့အမကမေ့သွားတယ်ကနေဒါမှာအလုပ်လုပ်မယ်ဆိုရင်ကိုအင်္ဂလိပ်စာရရင်ရပြီလားပေါ့နော်အင်္ဂလိပ်စာရရင်ရပြီမှာဘာလို့လဲဆိုတော့ရပြီလားဆိုတော့လေအင်္ဂလိပ်စာတော့အခုလောလောဆယ် main သုံးတာပေါ့နော်ဆိုတော့အင်္ဂလိပ်စာညီမဆိုအင်္ဂလိပ်စာပဲရတာဟုတ်ဆိုတော့ညီမလည်းအလုပ်ရတယ်ဆိုတော့ရပြီလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့PR လိုချင်တယ်ဆိုရင်တော့ဒါ
ပြင်သစ်စာတတ်တယ်ဆိုရင်ဒါအမှတ်ပိုရတဲ့ဟာမျိုးလည်းရှိတယ် ဟုတ်တယ် Okay နော်ဆိုတော့ PR အတွက်ကဒီ French မှာပတ်သက်တဲ့အမှတ်ကိုတက်ထားရတာမို့လို့ French အော ကိုကောင်း ် သူကအမှတ်ပိုပြီးတော့မြင့်သွားတယ်ပေါ့ အေးပေါ့အေး မျိုး ပေါ့ French ကိုတက်ကြတာများတယ် อืม ပြီးတော့တ อื ချို့ ม လေဒီမှာတအားကြီးရတာပေါ့နော်တခြားနယ်တော့မသိဘူးဒီလားညီမဒီ Vancouver BC လေဒီမှာအခုဟိုလာမဲ့လူတွေဆိုလို့ရှိရင်လေMandarin တို့ Cantonese ဆိုတက်ထားရင်လေတော်တော်လေးအသုံးဝင်တယ်ဒီလား ဒါ ငယ်တော့ကလေမမီလာမှာညီမတို့လေအဲ့လိုအိမ်ကနေပြီးတော့အတင်းလေကျောင်းသွားတဲ့အိတ်ပါလာသွားတဲ့ပတ်စားတဲ့အဲ့လိုပြောတာလေ အာ ဒီကမတက်ခင်ကညီမနောင်လာရတယ် အဲ့တော့ part time လုပ်တယ်ဆိုလဲဒါတရုတ်စာတက်ရင်ပို့ပြီးတော့ရလွယ်မှာပေါ့နော်စာတောက်ဆိုင်တို့ပါတို့အဲ့လိုမျိုးChinese community အားကြီးရဲ့အတွက်ကြောင့်မို့တော်တော်များအလုပ်တွေဒီအဲ့လိုတရုတ် company ရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်တွေဆိုလို့ရှိရင်တို့ကအင်္ဂလိပ်စကားတက်အောင်လည်းမရဘူးအင်္ဂလိပ်နဲ့ဟိုအဲ့လိုတစ်ခုခုတက်လို့ရှိရင်ပို့တော့ကြတယ်လုပ်ရဖို့ကညာတယ်ညီမဆိုလို့ရှိရင်အဲ့လိုလုပ်တွေသွားရှောက်တယ်ညီမအင်္ဂလိပ်တရုတ်စကားမပြောတယ်လို့ညီမဖြုတ်ခံရတယ်အများကြီးပဲဆိုတော့အဲ့ဒါတော့ကောင်းတဲ့အချက်ပေါ့နော် Okay အဲ့တော့အခုကနေဒါသွားမယ်လို့စဉ်းစားတယ်ဆိုရင်တော့တရုတ်စာသင်တယ်မသင်ပြင်သစ်စာသင်ပေါ့ဒါအခြေခံတော့အင်္ဂလိပ်စာရအောင်ရင်လုပ်ပေါ့နော်အင်္ဂလိပ်စာမရဘဲနဲ့တော့တခြားဟာတွေလုပ်လို့မရဘူးပေါ့အင်္ဂလိပ်စာရအောင်လုပ်ပြီးသွားရင် language ထဲမှာတရုတ်စာသင်ဥမာအင်္ဂလိပ်စာလည်းကိုကရတယ်အခုတရုတ်လိုလည်းပြောတတ်တယ်ဆိုရင်တော့ဒါပြင်သစ်စာထပ်သင်ပေါ့ဒါဆိုရင်အမားတော့ language ကိုဘယ်လိုခံယူထားလဲဆိုရင်ဒါ value added ပဲဒီလားကိုယ့်အတွက်ကိုသူများနဲ့ရှင်ရင်အခုကအင်္ဂလိပ်စာ basic ဖြစ်သွားပြီလူတိုင်းပြောနိုင်တာဖြစ်သွားပြီအဲ့တော့ language နောက်တစ်ခုတက်လေလေကိုကအခွင့်အလမ်းပိုများလေလေလို့မြင်တယ်ပေါ့နော် Okay အဲ့တော့အမတို့ share တာတွေလည်းအများကြီးဖြစ်သွားပြီပေါ့နော် question and answer အချိန်လေးသွားလိုက်မယ်မသွားခင်မှာအမကရမုံကိုမေးချင်တာပေါ့နော်ဒီကလာတက်တဲ့သူတွေရောရမုံရဲ့အတွေ့အကြုံကရမုံဘယ်လိုပြောမလဲအကြံတစ်ခုပေးပါဆိုရင်ရောဘယ်လိုမျိုးအကြံဉာဏ်ပေးချင်လဲပေါ့နော်အဓိကနံပါတ်1ကတော့လေကိုယ်စိတ်ကိုတည်တည်ချာချာပြင်ဆင်ပြီးတော့လာဖို့လိုရဲပေါ့နော်အခုဒီကိုရောက်တဲ့အခါမှာတော်တော်များများဖြစ်တဲ့ပြဿနာဒီခုနမနေချင်တော့ဘူးပြန်နေတယ်ဆိုတာမျိုးဖြစ်ကြရဲပေါ့နော်ညီမနားလေဘာလို့ဆိုအကုန်လုံးကဟိုတယောက်တည်းလာတဲ့လူတွေရှိရဲတယောက်လည်းဟိုမိသားစုတွေထားပြီးလာခဲ့တဲ့လူရှိရဲနော်ဆိုတော့စိတ်ကိုကြာပြင်ဖို့လိုတယ်strong ဖြစ်ဖို့လိုတယ်အဲ့ဒါတော့နံပါတ်1ချက်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ goal ကိုသိဖို့လိုတယ်ကိုဘာလုပ်ချင်တာလဲဥပမာကိုကအမျိုးမျိုးဖြစ်နိုင်တယ်နော်တချို့ကြတော့လည်းကျောင်းတက်မယ်အလုပ်လုပ်မယ်ပြီးတော့ရှင် Asia ပြန်ပြီးတော့အလုပ်လုပ်ချင်တယ်ဥပမာတချို့ဆိုလို့ရှိရင်ဒီစင်ကာပူတို့ဘာကိုပြန်ပြီးသွားခြင်းတဲ့သူမျိုးတွေလည်းရှိတယ်သူတို့မိသားစုရှိတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကဒီမှာနေခြင်းတယ် PR ရခြင်းတယ်ဆိုလို့ရှိရင်အဲ့အထီကိုစူးစမ်းပြီးတော့ဟိုစဉ်းစားရမယ်ပေါ့နော်ကိုဘာလုပ်ချင်တာလဲကိုဘယ်လိုလုပ်မှာလဲဆိုတာကိုအဲ့အစိတ်ကနေစပြီးတော့စဉ်းစားပြီးမှငါဘာဆောက်လုပ်ရမလဲဆိုတာကိုပြန်ပြီးတော့လမ်းကြောင်းရှောက်တင်တယ်ပေါ့နော်အဲ့ဒါလေးတော့ပြောချင်တယ်ဒီတိုင်းပဲโอเคငါနိုင်ငံသားထွက်ချင်တယ်ငါထွက်တော့မယ်ပေါ့နော်နားလည်ပါတယ်အကုန်လုံးလို့ဖြစ်နေရဆိုတော့လေဆိုတော့အဲ့လိုလုပ်လိုက်လို့ရှိရင်လုပ်လို့မရတော့မဟုတ်လုပ်လို့ရတယ်သူ့ဘာလမ်းကြောင်းဖြစ်သွားမှာပဲဒါပေမဲ့ပိုပင်ပန်းလိမ့်မယ်ဆိုတော့ပြီးရင်သူကလည်းပတ်စံနိုင်သုံးနိုင်တယ်ပေါ့နော်လမ်းကြောင်းသေချာမ plan ထားဘူးလို့ရှိရင်ဆိုတော့အဲ့တော့တတိချာချာစဉ်းစားပါကိုဘာလုပ်ချင်တာလဲပြီးရင်ဘယ်လိုလုပ်မှာလဲလမ်းကြောင်းတတိချာချာလေးဆွဲပါပြီးရင်တခုခုကြောင့်လို့ပင်ပန်းရတယ်ဟိုတကယ်ဒါကိုလိုချင်တဲ့ဟာတွေစိတ်လည်းမကြနိုင်ဘူးเนาะရောက်ရှင်ကိုနိုင်ငံသားဖြစ်သွားပြီကိုလိုချင်တာရပါပြီဆိုတဲ့အချိန်ရောက်ရှင်ဒါကိုအတွက်ဟိုကောင်းတာအများကြီးတင်ရလာမှာပေါ့နော်အဓိကကတော့ resilience ဆိုရယ်ကောင်းဖို့ရယ်ပြီးတော့ကိုဘာဖြစ်ချင်လဲဆိုတဲ့ဟာကိုအဓိကသိဖို့လိုတယ်ပြီးတော့ခက်ခဲတွေကြုံလာတဲ့အခါမှာလွယ်လွယ်ကူကူအလွယ်တကူအရှုံးမပေးလိုက်နဲ့ပေါ့နော်ငါဘာကြောင့်စခဲ့တာလဲဘာကြောင့်ငါဒီမှာဆက်ရှိနေဖို့လိုအပ်လဲဆိုတဲ့ဟာနဲ့ပြန်ပြီးတော့ဖြစ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့အမတို့ question and answer လေးမဖြေခင်မှာအမကအကုန်လုံးကိုဒီမှာအချိန်ပေးပြီးလာတက်ပေးတာအမတို့အခုပြောသွားတဲ့ဟာပေါ်မှာပေါ့နော်ဘာလေးတွေကိုအတွက်ရသွားလဲဆိုတာကိုအမတို့ sharing လေးလုပ်ပေးပါဒါမှရမုံလဲဒါညဘက်ကြီးသူအချိန်ပေးရတာသူ့အတွက်လည်းအကျိုးရှိအောင်ပြီးရင်တော့အမတို့နောက် session တွေမှာလည်းအမတို့ဒီဘလို့အကြောင်းအရာတွေကိုထပ်ပြီးတော့ပြောပြတင်လဲဆိုတဲ့ဟာကိုပြင်ဆင်လို့ရအောင်လို့ပေါ့နော်အဲ့တော့အမတို့ဒီမှာscreen လေး share ထားပါတယ် www.menti.com ကိုသွားလိုက်ပါအဲ့ဒီမှာဒီ QR code ကို scan ဖတ်လိုက်ရင်တော့ချက်ချင်းရောက်သွားမယ်ဒါမှမဟုတ်ကိုကအခုဖုန်းသုံးနေတယ်ဒီတိုင်းသွားချင်တယ်ဆိုရင်တော့အဲ့ www.menti.com သွားပြီးသွားရင်ကုတ်နံပါတ်89853553ကိုနှိပ်လိုက်ရတယ်အမဒီ chat ထဲမှာလည်းအမရေးပေးမယ် www.menti.com သွားပြီးသွားရင်898535
3553ညအဲ့ဒီကိုနှိပ်လိုက်နှိပ်ပြီးရောက်သွားပြီဆိုရင်အမကိုအဲ့မှာဒီဟာလေးရေးပေးပေါ့နော်ဒီမှာတယောက်တော့ရေးပေးထားတယ်ဒီ section ကနေအဓိကဘာရလိုက်လဲပေါ့နော်ဒါလေးကိုမြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ်ဒါမှအမတို့ share သွားတဲ့ဟာမှာဘာတွေအဓိကဒီကလူတွေသိလိုက်ရလဲပေါ့နော်ဆိုတော့ဒါလေးကိုရေးပေးပါအမအယောက်20တော့ဒီပေါ်ရောက်လာပြီ www.menti.com ကိုသွားပြီးရင်ကုတ်နံပါတ်89853553ကိုထည့်လိုက်အဲ့ဒါဆိုရင်ဒီ screen လေးကိုရောက်သွားလိမ့်မယ်ရတယ်မြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ်ကိုဒီ session ကနေအဓိကဘာကိုသဘောအကျဆုံးလဲဘာရသွားလဲပေါ့နော် ညီမlink လေး share ပေးလိုက်မယ်နော် group chat ထဲမှာအေး chat ထဲမှာ share ပေးလိုက်ရတယ်အမတို့ဒီရေးတာလေးစောင့်နေနေအဲ့တော့အမတို့ဒါလေးရေးပေးပါဒါတွေအဓိကရသွားလဲဆိုတာသိရအောင်ပြီးရင်အမတို့ question and answer လေးဖြည့်ပေးပါမယ်ချက်ထဲမှာလည်းအမတို့ link လေးလုပ်ပေးထားတယ်မြန်မာလိုလည်းရေးလို့ရတယ်เนาะအင်္ဂလိပ်လိုရေးစရာမလိုရတယ်အင်္ဂလိပ်လိုရေးလို့ရတဲ့အဆင်ပြေတဲ့လူတွေကအင်္ဂလိပ်လိုရေး